家人马店ပြခြင်းစီစဉ်ရှိမြို့ပြအိုးအိမ်မင်္ဂလာပါရှင်ဟာခါမြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအလုပ်ရုံဆွေးနွေးပွဲခန္ဓာဖွင့်လှစ်ကြောင်းသိရအပ်ပါတယ်ရှင်စီစဉ်ရဟာခါမြို့တော်တာယာတပ်ပါရေးနဲ့စီပီတာယာရေးတော့ပြောဖြစ်ပြီးဒီစနစ်နဲ့ဖြစ်ပြီးတော့မြို့ကြီးဆံပြောင်းလို့ဖြစ်ပြီးတော့ကျွန်တော်တို့ဦးစားပြီးတော့ဒီနေ့ဆွေးရတယ်တော့ဥဆောင်ပြီးလုပ်နေတဲ့လုပ်ငန်းဖြစ်ပါတယ်ဒီလုပ်ငန်းကြီးဟာဆိုရှိတော့စီရွေးချက်ကတော့ဆော့ကျွန်တော်ပြောတယ်ကျွန်တော်တို့ဖြစ်နေတဲ့ဒီနယ်လုံးရဲ့မြို့တော်ဖြစ်တဲ့အခါမျိုးမှာကျွန်တော်တို့ကျန်တဲ့တိုင်းတဲ့ပြည်နယ်မြို့တော်များထက်တာအောင်မလုပ်နိုင်တဲ့လေဒီထက်ကျွန်တော်တို့တော့အစစ်ရင်းကြအောင်မရှိရှိပြီး level လိုက်နိုင်အောင်တချို့နေရာမှာကျွန်တော်တို့တဘာဝရင်းရရကျန်တဲ့တိုင်းတဲ့ပြည်နယ်မြို့တော်များထက်ကျွန်တော်တို့တာအောင်လုပ်လို့ရတဲ့နေရာမျိုးလည်းရှိပါတယ်အဓိကလိုအပ်ချက်ကတော့ဒီလိုလုပ်နိုင်ဖို့ရဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြည်နယ်ဆိုရချစ်ပြည်နယ်ဆိုရပုံစံနဲ့လုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးဒီကနေ့မှလည်းအားလုံးချစ်ပြည်နယ်ဆိုရနဲ့တကွာကျွန်တော်တို့ဒီလိုချစ်ပြည်နယ်လွတ်တော်တော့ချစ်ပြည်နယ်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများတော့လူမှုဖွဲ့စည်းများဘာသာရေးတင်းဖွဲ့စည်းများအတိုင်းကောင်းဆောင်များမြို့ပါဒီလိုလူထုတရက်လုံးကအားလုံးကဝယ်မယ်လို့ဆိုပါပဲပေါ်နေနိုင်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အစိုးရကလူတွေမဟုတ်ဘဲနဲ့ဒီကနေ့မှဒီအစိုးရရဲ့လူဆောင်ချက်တွေကြီးရွယ်ချက်တွေဒီဟာလည်းကျွန်တော်တို့မြို့ပါနဲ့ပြည်သူလူထုတရက်လုံးကအားလုံးနားလည်တော့ပေါ်ပြီးတော့စီလုံးကြီးမျိုးဆိုတဲ့ဟိုဆက်လက်ဆောင်လို့လူအပ်တဲ့ကြောင့်ကျွန်တော်ပထမအဆုံးကျွန်တော်တင်ပြလိုပါတယ်ဒုတိယအနေနဲ့တော့ကျွန်တော်တို့လုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာဘယ်နေရာမှာဆိုကျွန်တော်တို့ကဥပဒေနဲ့ဒီလူထုလုပ်နေတဲ့ဥပဒေနဲ့အညီဆိုတဲ့နေရာမှာလည်းကျွန်တော်တို့မြို့ပြရှိမှတည်ပြီးဆိုရင်ကျွန်တော်တို့ဒီဆောက်လုပ်ရေးပိုင်းလည်းပါတယ်ရှင်းပြတာရရေးပါပါတယ်တစ်တော်လည်းပါပါတယ်လမ်းပန်းဆက်သွယ်ရေးလည်းလမ်းပန်းစီထားတာလည်းပါတယ်စသည်အဖြစ်လူထုလုပ်နေပြီးရှိပါတယ်တို့နေရာနဲ့တူရှိတယ်အဲ့ဒီတို့နေရာနဲ့တူရှိပြီးသားဥပဒေလူထုလုပ်နေရှိမင်းစီကနဲ့ကျွန်တော်တို့ကအကောင့်ထည့်ပေါ်ပြရလိုအပ်ပါတယ်အဲ့ဒီအကောင့်ထည့်ပေါ်တဲ့နေရာမှာလည်းကျွန်တော်တို့ခုလုပ်ဆောင်တဲ့နေရာမှာကျွန်တော်တို့ဖတ်ပြစေချင်လို့တူးတက်ချင်လို့ဒီဘက်တွေဒုက္ခရောက်နေတဲ့ဒီပြည်သူလူထုရဲ့ဒီဥမဲ့အိမ်မဲ့ဖြစ်နေတဲ့ဆင်းရဲချို့တဲ့ပြည်သူလူထုတွေရှိတယ်လို့တော့ရှိဒီမြို့တော်ဧကရနဲ့လှလှပပနဲ့တိုက်ကြီးဓာကြီးတွေနဲ့ဆောက်ပြနိုင်တဲ့တတိတကြွယ်လေးလိုအပ်တာအဲ့ဒါကြောင့်ကျွန်တော်တို့ကာဏပေါင်းဆိုတာနော်ကျွန်တော်တို့တာတနာရေးဖွဲ့စည်းမှလည်းလိုအပ်တယ်နောက်ကျွန်တော်တို့ရှိပွဲရေးလုပ်ငန်းလုပ်ကိုင်တဲ့ရှိပွဲနယ်မြေလည်းလိုအပ်တယ်နောက်ပြီးတော့အများပြည်သူအတွက်နော်ကျွန်တော်တို့ကျန်းမာရေးပြည်ရေးနောက်ပြီးတော့အားကစားနောက်ပြီးတော့ဒီမြို့တော်တရားလှပရေးကျန်းမာရေးအတွက်တော့ကျွန်တော်တစ်တော်တဘာဝနော်ဒီကုကကစားစရာကလေးတွေပြောဆိုဖို့စသည်ဖြင့်မြို့တော်ဧကရနဲ့လိုအပ်တဲ့ဒီကာဏတိတိတွေရှိတယ်ဒီလိုကာဏတိတိတွေပြည့်စုံအောင်လုပ်နိုင်အောင်အကောင့်တွေပေါ်နိုင်အောင်ဆိုလို့ရှိရင်တော့တို့နေရာနဲ့ဥပဒေလိုထုတ်လို့ရှိတဲ့ဒီအားလုံးဆောင်ရွက်ဖို့လိုအပ်တဲ့အကြောင်းပေါ့နော်ဥပမာအဖြစ်ကျွန်တော်တို့မြို့ပြစီမှာတင်တာရကိုလာပါစနစ်ကြပါဆိုလို့ရှိရင်ရေစီအနှစ်50အနှစ်တရားမှာလည်းပြုတ်ပြင်ပြောင်းလဲဆရာမလို့အောင်တခါနဲ့ကျွန်တော်တို့ဒီရေစီအကျိုးကိုပြောင်းမှုပြီးတော့ကျွန်တော်ရေးဆွဲလို့ရတယ်တော့ရေစီအကျိုးကိုရေစီဒီတက်ခံနေတဲ့ဘယ်ဖြစ်ဘယ်စနစ်ပဲရောက်တော့ကျွန်တော်ဝိပဿနာဆရာပြောဆရာမရှိအောင်တော့ကားအဝင်ထွက်စီနဲ့တော့စသည်ဖြင့်စနစ်ကြောက်ကျွန်တော်တို့လုပ်ဖို့လိုပါတယ်ဒီလိုလုပ်ဖို့ရာအတွက်ကျွန်တော်ခုနကကျွန်တော်ပြောတဲ့လမ်းဆိုတဲ့လမ်းစီမံဥပဒေနဲ့အနည်းကျွန်တော်လုပ်ဖို့လိုတယ်စီပင်တရားစီပင်ပြည်နဲ့လုပ်ဖို့လိုတယ်နောက်ပြီးတစ်တော်ပြရတယ်တစ်တော်တွေနဲ့စိုက်ပျိုးရေးစသည်ဖြင့်ပေါ့ကျွန်တော်တို့ကကဏ္ဍအသီးသီးမှာကျွန်တော်တို့ဆေမြောနော်စသည်ဖြင့်ကျွန်တော်ကဏ္ဍအသီးသီးမှာလိုအပ်တဲ့အတွက်ဒီကနေ့မှာဒီပြည်နယ်ဆိုရတဲ့ဌာနဆိုင်ရာကြီးကဲပြရတယ်ပြ
ပြဆုံးဆုံးပဲကျွန်တော်တို့ဖြစ်ခေါ်ပြီးအကျေတစ်ဝက်ဆွေးနွေးပြီးတော့နော်အားဒီပြုအောင်စီလုံးရင်းနဲ့ဆိုတဲ့ဒီပြုအောင်လုပ်ရတယ်။နောက်တပတ်တော့ချက်နေတယ်တော့ဒီလိုပြုတော့စီမံကိန်းကြီးဆွဲတဲ့နေရာမှာကျွန်တော်တို့ကအစိုးရနဲ့မိဘပြည်သူများပူးပေါင်းပြီးတော့စီဒနာရှိရှိနဲ့ရည်စည်အကျိုးကိုအားလုံးအတွက်မျှော်ပို့ပြီးတော့လှုပ်ဆောင်တဲ့နေရာမှာမလူလားအပ်တဲ့အနှောင့်အယှက်တွေအတားဆီးတွေရှိတယ်။ပုံမှန်တည်းပြောလို့ဆိုတော့ဥပဒေနဲ့မညီတဲ့နော်အတ္တကိုအဓိကထားပြီးကိုကျိုးစီးပွားကိုအဓိကထားပြီးတော့နော်ဒီစီမံကိန်းဒီလုပ်ငန်းကိုလုပ်တဲ့ကိုင်းတဲ့နေရာမှာနော်အဟနတာအနှောင့်အယှက်ဖြစ်အောင်နှောင့်ယှက်တဲ့လူတွေရှိတယ်ဥပမာအဖြစ်မိဘကွာကိုကျိုးတော်ပြီးတော့ကိုဆောက်ချင်တယ်လို့ဆောက်ကိုလုပ်ချင်တယ်လို့လုပ်အဲ့လိုလုပ်တဲ့နေရာတွေမှာကျွန်တော်တို့ဒါအစိုးရတွေနဲ့တော့ဒါဥပဒေနဲ့အညီအရေးယူဖို့ပဲဖြစ်ပါတယ်တိုးတော်လည်းပဲကျွန်တော်တို့ဥပဒေနဲ့မညီလို့အရေးယူတယ်ဆိုတဲ့ line မှာကျွန်တော်တို့ဒါလိုတယ်လို့ဆိုတော့မြို့ပါဒီလိုထုတ်ပြရနေတယ်ဥပဒေနဲ့အညီအများပြည်သူအတွက်အကျိုးအတွက်လုပ်တယ်ဆိုတဲ့အတိတရားဒီလိုကျွန်တော်နားလည်သဘောပေါက်ဖြစ်ဖို့ယူပါတယ်အဲ့ဒီကဏ္ဍမှာကျွန်တော်တို့မြို့ပါနဲ့ဒီကျွန်တော်တို့ဘာသာရေးဆရာတော်များရဲ့ကိုမီပတ်ဖို့အများကြီးလိုအပ်ဒါကျွန်တော်တို့ကကျွန်တော်တို့အပေါက်တဲ့ပုံနေတဲ့ဒီမြို့နေလူရစာများရဲ့ကျွန်တော်ပြည်သူများရဲ့လူနေဖို့ဘဝစင်တန်းမြင့်နေတဲ့လုပ်ငန်းနဲ့မြို့ပေါ်မှာကျွန်တော်တို့တိုင်းတဲ့ပြည်နယ်တစ်ခုလုံးပါနော်ဒီမိုကရေစီစနစ်ကိုပေါ်ဆောင်တဲ့နေရာမှာနော်ဒီမိုကရေစီစနစ်ဆိုတာနံပါတ်1ကပါလဲဥပဒေနဲ့အညီနေထိုင်ကျင့်ကြံတတ်တဲ့အစီအစဉ်ကနံပါတ်1ဖြစ်ပါတယ်လူတိုင်းမှာကျွန်တော်တို့ဒီချိန်မှာကျွန်တော်တို့အာဏာရှင်စနစ်ဆိုတာကျွန်တော်တို့ကဒီခေတ်မှာမဟုတ်တော့ဘူးအမိန့်ပေးတဲ့စနစ်နော်အော်ဒါနဲ့အမိန့်နဲ့နော်ပါဝါပြပြီးတော့လုပ်နေတဲ့ချိန်မဟုတ်ဘူးဒီချိန်ကတော့အားလုံးကိုယ့်အသိစိတ်နဲ့ကိုလူတိုင်းကဥပဒေကိုလိုက်နာနော်တတ်တဲ့ဥပဒေနဲ့နေထိုင်တတ်တဲ့အလေးအကျင့်ရှိဖို့ကနံပါတ်1ဖြစ်ပါတယ်ဒီလိုကဏ္ဍတွေမှာမိဘပြည်သူများရဲ့အကူအညီကိုကျွန်တော်တို့အများကြီးလိုအပ်ပါတယ်ဒီလိုမြို့ပြစီမံကိန်းကော်မတီဆိုတော့ဖွဲ့ရှိပါတယ်အဲ့လိုမြို့ပြစီမံကိန်းကော်မတီဖွဲ့ရှိတဲ့လုပ်ကိုင်တဲ့ဆောင်ရွက်တဲ့ကဏ္ဍတွေမှာနှောင့်ယှက်ပြီးတော့ဒါတွေချင်းချောက်ခါနဲ့တိုင်တော့ခါနဲ့အဲ့ဒါတွေလည်းအခုတခါတည်းကျွန်တော်ပြောမယ်ဒါတို့မတင်တော့နော်မဖြစ်တဲ့ဟာကမရှိတဲ့ဟာကိုကျွန်တော်ပြောမယ်ခုတခါကျွန်တော်ပြောပြီးပြီတော့ဒါအခွင့်အရေးဆုံးကျွန်တော်ပြောမယ်ခုကျွန်တော်တို့လုပ်နေတဲ့ဟာတွေအခုလုတ်ကင်နဲ့အလုတ်ကင်နေတဲ့လုတ်ကင်ပြီးနေတဲ့တော့ဥဆောင်ပြီးနေတဲ့ဒီပုဂ္ဂိုလ်တွေရဲ့ကိုကျိုးအတွက်မဟုတ်အများကြီးကိုကျိုးအတွက်ပဲကျွန်တော်အခွင့်အရေးဆုံးကျွန်တော်ထပ်ပြောတယ်ကျွန်တော်ကိုကျိုးမပါဘူးဆိုတဲ့နေရာကျွန်တော်တို့ဝလီစာကျွန်တော်ကစာဆူလာပဲဆွတ်တော့စာတော့စာအားလုံးတော့ဒီကိစ္စမှာကျွန်တော်တို့အခွင့်အရေးဆိုကိုလုံးဝပြတ်မှာမပါဘူးကျွန်တော်စီတနာလက်တက်ကျွန်တော်တို့အခွင့်အရေးမဆိုဘူးကျွန်တော်မျိုးလည်းမပြီးဘူးကျွန်တော်ငြိကိုလည်းကျွန်တော်မပြီးဘူးဒါတော့ပြည်သူအတွက်ပဲကျွန်တော်လုပ်နေကိုကျိုးအတွက်လုပ်နေတဲ့လူတစ်ဖက်ကကိုကျိုးတစ်ဖက်ကအများကြီးဒီလိုလည်းမတော်တော့ကျွန်တော်တို့ကပြည်သူအတွက်ပဲဥချထားပြီးကျွန်တော်တို့မှာဖြစ်တယ်အဲ့ဒါတော့ဒီကိစ္စဒီလိုလုပ်နေတဲ့ဟာကိုစီဒနာတဲ့ကျွန်တော်လုပ်နေတဲ့ကိစ္စကိုစီဒနာပြီးသွားတယ်လုပ်နေတဲ့ဘောပေါ်ပြီးကျွန်တော်တို့ပူပေါင်းပါဝင်ပြီးပူပေါင်းဆောင်ရွက်ပြီးကျွန်တော်မြစ်တိုင်လိုက်တာဖြစ်တယ်ဒါကြောင့်တိုင်ချင်းတောချင်းနဲ့ဒါကြောင့်ချိန်ချောက်တယ်ဒါမျိုးကကျွန်တော်တို့အတွက်မဟုတ်ဘူးကျွန်တော်တို့လုပ်နေတာမဟုတ်ဘူးတော့အများပြည်သူအတွက်လုပ်ပြီးလုပ်ကိုင်ပြီးနေတဲ့ပုဂ္ဂိုလ်တွေကိုအတော့ဆက်ပြလိုက်ချိန်ချောက်လိုက်ပါလိုက်ဒီလုပ်ငန်းဒီအမှုကိုကျင့်နေတာကျွန်တော်တို့မလုပ်တဲ့ဘူးကျွန်တော်တို့ကပုံမှန်လေးပြောမယ်ဆိုတော့ခုနအများပြည်သူတို့ကျွန်တော်တို့ကပုံပေါင်းပေးလို့နေပါတယ်မြို့မိမြို့ပါတွေလည်းမအားမသက်ကြတဲ့ကျွန်တော်တို့ခဏရှိပြီးခေါ်တယ်ခဏမှတိုင်းစတယ်ကျွန်တော်ဖြစ်ခေါ်တယ်ဘာကြောင့်ဒီလိုဖြစ်ခေါ်တယ်လဲကျွန်တော်တို့ထက်ကျွန်တော်ဆွဲလို့ရပါတယ်လုပ်လို့ရတယ်လုပ်ချက်ချက်ဥပဒေနဲ့ဒီလုပ်မယ်ဘယ်သူမှကြောက်စရာမလိုတိုးတော်လည်းဒီလိုမတော်ဘူးကျွန်တော်တို့ကအားလုံးရှိလုံးညီွက်ဆိုတဲ့အတူတကွကျွန်တော်လက်တွဲပြီးတော့လုပ်တယ်မိဘပြည်သူမပါပဲနဲ့မိဘပြည်သူရဲ့ဆန္ဒမရှိတဲ့နဲ့ကျွန်တော်တို့ကမလုပ်ချင်ဘူးမတော်ချင်ဘူးဒါအမှန်တိုင်းကျွန်တော်ပြောပြတယ်မိဘပြည်သူများနေတယ်လေကျွန်တော်တို့ထက်တွေ့ကြုံများတဲ့လူအများကြီးရှိတယ်
နော်ဘုဒ္ဓတာတွေအများကြီးရှိတဲ့နိုင်ငံတကာပတ်ပြီးတော့နော်ဒီမြို့ပေါ်များစွာတော့ရောက်ရှိဖို့တဲ့ဒီဘာသာရေးဆရာတွေမြို့ပါတယ်အများကြီးရှိတယ်ဒီပညာတွေကိုကျွန်တော်အမတန်ကျွန်တော်လေးစားတယ်အားလည်းအားကိုအဲ့ဒါကြောင့်ကျွန်တော်တို့ကအခုလိုမိဘပြည်သူတွေဘာသာရေးဆရာမများစိတ်ဝင်စားတဲ့ဒီပုဂ္ဂိုလ်များနော်ကျွန်တော်တို့ဒီခါပြုတ်ဆိုတာကျွန်တော်တို့ရဲ့ချိန်တွေနဲ့မြို့တော်ပါကျွန်တော်တို့အားလုံးချင်းအမျိုးသားတစ်ခုတည်းမဟုတ်ဘူးဟာခါတူဟာခါတားကြီးမကဘူးမြို့နယ်ဖို့ဆိုတော့မြို့နယ်ကိုမြို့နယ်နဲ့ကျွန်တော်တို့မြို့ကလေးနဲ့ဆိုတော့ကျွန်တော်တို့15-16လောက်ရောက်လာကျွန်တော်တို့လူမျိုးနွယ်စုအားလုံးချင်းမျိုးနွယ်စုအားလုံးဒီမှာအတူတကွနေထိုင်ပြီးတော့အတူတကွကျွန်တော်တို့ပြောဆိုနဲ့နော်တတရာနဲ့ကျွန်တော်တို့ကမြို့မှာနော်ဖြစ်ပြီးတိုးတက်လာအောင်ကျွန်တော်တို့အတူတကွနေထိုင်ပြီးမြို့ကြီးဖြစ်ပါတယ်ကျွန်တော်ချင်းလူမျိုးမကပါဘူးတိုင်းရင်းသားမျိုးပေါ်မှာအားလုံးဒီမှာကျွန်တော်တို့နေထိုင်ကြဖို့ကျွန်တော်လည်းဒါကျွန်တော်ဖိတ်ခေါ်တယ်ကျွန်တော်တို့ရှိပွဲတမှာဖြစ်ပေါ့နော်ဘာတိုင်းဆိုတာဖြစ်ပြည်ညာရှိတွေပိုင်းရတယ်ဘယ်လိုမျိုးပဲဘာတာလို့ဆိုကျွန်တော်တို့အတူတကွကျွန်တော်တို့ဒီမှာနေထိုင်ကြမှာဖြစ်ပါတယ်အဲ့လိုနေထိုင်ကြတဲ့ချိန်မှာလုံးအတွက်ဒီမှာဒါညီလို့ကောင်းတဲ့ပြောဆိုစရာကောင်းတဲ့ဖြစ်နေဖြစ်နေတဲ့ဒီစနစ်ကြတဲ့မျိုးကြီးတတရာနဲ့တို့ကစီလုံးနဲ့တရားဥပဒေစိုးမိုးမှုကအပြည့်အဝရှိပြီးတော့ကျွန်တော်တို့ညီထိုင်တဲ့မြို့ဖြစ်အောင်ကျွန်တော်တို့ကရည်ရွယ်ပြီးလုပ်နေတာဖြစ်ပါတယ်အဲ့ဒါနဲ့တစ်ဆက်တည်းကိုကျွန်တော်တို့ဒီနေ့နည်းနည်းလောက်ကြတယ်ဆိုတော့မနေ့ကကျွန်တော်တစ်ပြည့်သွားဆိုင်ပါတယ်တစ်ပြည့်ဆိုင်တဲ့နေ့ဖြစ်လို့ကျွန်တော်တို့ဌာနဆိုင်ကြီးကများနဲ့တစ်ပြည့်ဆိုင်ပါတယ်ကျွန်တော်တစ်ပြည့်ဆိုင်တဲ့ဟာတွေလည်းပဲဆိုင်တဲ့လူကဆိုင်တယ်ဒါပေမဲ့ကျွန်တော်တို့တချို့နေရာတွေမှာမင်းအုပ်စုနောက်နွားတွေနောက်တွေကျွဲတွေတိရစ္ဆာန်ကရှင်းတဲ့ကမ်းနဲ့ထွက်လာလို့ဒီအပြင်းပြက်ချီတာရှိတယ်အဲ့ဒီဟာလည်းပဲကျွန်တော်တို့ကဒီသက်ဆိုင်ရာအစိုးရစီပင်တရားနဲ့အစိုးရနဲ့ချင်းချုံနိုင်တဲ့ကိစ္စမျိုးဒါလည်းကျွန်တော်ဒီဒုတိယလုံးကကျွန်တော်တို့မြို့တော်ရေးကားအတွက်အဓိကအရေးကြီးစိုက်ပျိုးထားတဲ့ဟာဖြစ်ပါတယ်ဆိုပြီးတော့ဝိုင်းပြီးတော့ချင်းတင်ပြီးကိုလည်းလက်တွဲလို့ချင်းတင်ကိုလူမှာလည်းဆိုတော့လည်းကျွန်တော်ဒီပြချင်ပါတယ်နောက်ပြီးတော့ဒီစီပင်သားနဲ့ပြောပါပါမြို့တော်ရေးကားဆိုတဲ့နေရာမှာတန်ရှင်းဖို့လည်းအများကြီးလိုပါတယ်တန်ရှင်းဖို့ဆိုတဲ့နေရာမှာအစိုးရစီပင်တရားနဲ့ပေါက်ကောက်မိုက်ကောက်တဲ့တင်းတဲ့ပြည်တဲ့အဲ့ဒီကမိုက်တင်းတဲ့လုပ်ငန်းတွေမှာစီပင်တရားနဲ့လည်းထပ်ပြီးဆိုတော့လုပ်တယ်လို့ကျွန်တော်ထင်ပါတယ်ဒီတော့ဆက်ပြီးတော့လုပ်ဖို့လည်းလိုပါတယ်စီပင်တရားနဲ့လည်းလုပ်တယ်အဲ့ဒါအဲ့ဒီလုပ်ငန်းကလည်းဆော့တော့ပြောတယ်လို့မြို့ပါတယ်ဒီမှာနေထိုင်ကြတဲ့ဒီလိုလူတွေမြို့ကြီးကမိသားစုတို့အမှတ်ပြတဲ့နေရာမှာကျွန်တော်ရှိကနေကြရှိဖို့လည်းလိုပါတယ်နိုင်ငံခြားသွားတဲ့လူတွေကကျွန်တော်တို့နေရာလုပ်ကြတာနိုင်ငံခြားမှာချိုးချင်းဒီလိုမဆိုင်တဲ့ချိုးချင်းတို့တဲ့လိုက်ရပြင်ထားတာအမှတ်ကိုထည့်ပါခဲ့ရတာနော်ဘုရားဘာဖြစ်လို့လဲဒီလိုလေးရှိတယ်ဒီစီကရှိနေတယ်တို့လိုက်တာလို့ပြောတယ်အဲ့ဒါတော့မလုပ်ဖြစ်ဘူးဒီတော့အားလုံးတော့ဒီတာဘုရားလာရတဲ့ပုဂ္ဂိုလ်တွေလည်းအချိန်ပြီးတော့တတိပုဂ္ဂိုလ်တတိခန့်ကြည့်ကြမဖြစ်ချင်တဲ့ရှိရဝန်ကြီးတွေလည်းတင်ပြထားပါတယ်ဒါဘာပဲဖြစ်ဖြစ်လက်ပဲနဲ့မိုးလေးတိုက်ပါမယ်ထမင်းလေးကျွေးပါမယ်ဆိုတဲ့အခါကျတော့ဒီမှာမိုးချုပ်ရင်ချုပ်နေစီဒီကနေ့တော့ခဏပေါ်ဖို့လည်းမလိုဘူးဆက်တဲ့နဲ့တွေ့ဆုံလို့လည်းမလိုဘူးအဲ့ဒါကြောင့်ဒီနေ့တော့မိုးချုပ်ရင်ချုပ်နေစီကျွန်တော်တို့မပြီးမချေကျွန်တော်တို့ဆွေးနွေးရအောင်ပုံနေဆွေးနွေးကြရအောင်နောက်ကျွန်တော်တို့အတိအကျဆုံးဖြတ်တဲ့အခါမှာလည်းဒီကိစ္စလေးထည့်မဆွေးနွေးရရင်တရားတော့ဒီကိစ္စလေးမထည့်လိုက်တာလူသွားတယ်ဆိုတာမရှိအောင်ပြည့်စုံနဲ့အပြုတ်သဘောဆောင်တဲ့ဒီဆွေးနွေးချက်မျိုးဖြစ်အောင်တိုင်းဝိုင်းတွေအားလုံးဆွေးနွေးပြီး
ရုပ်ဆောင်ကြရအောင်လို့ကျွန်တော်ပြောကြရတဲ့ဒီကုန်းချုပ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါအခုလိုဟာခါမျိုးပြပြပြတည်းဆွေးနွေးတဲ့နေရာမှာပြုစကားပြောခွင့်ရတဲ့အကြောင်းပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ချင်းပြည်နယ်ဟာတွေ့ကြည့်နေဆိုရင်တိုင်းပြည်နယ်မှာအစင်းရဲဝတ်တွေပုံတော့အပြည့်စုံနေရာမှာရောက်ရှိတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့စဉ်းစားဖို့လိုနေပြီဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ချင်းညွတ်ရဲ့နေထိုင်မှုဘဝကြည့်နေဆိုရင်တော့ကြေးရွာမှာနေတဲ့လူက 80% နော်80%ရာခိုင်နှုန်းရှိပြီးတော့မြို့မှာနေတဲ့လူက20%ရာခိုင်နှုန်းရှိတယ်ဆိုတော့ဥပမာပြောကြည့်ရဆိုရင်ပလဲဝါဆိုရင်ရွာပေါင်းက400ကျော်ရှိတယ်ဆိုတော့အင်ချီ20-30နဲ့ကြေးရွာမှာနေပြီးတော့ဘယ်လိုမှပညာရေးစီးပွားရေးကျန်းမာရေးနော်ပြည့်လို့ရမှာမဟုတ်ဘူးအဲ့ဒီတို့ကြောင့်ကျွန်တော်တို့အခုအစိုးရအပြည့်တက်လာတဲ့အချိန်မှာစဉ်းစားတာကဘယ်နိုင်ငံမဆိုနော်ပြည်တိုင်းပြည်မဆိုမြို့မှာလူကြီးပွားပြီးတော့ကြီးရွာမှာလူကြီးရော့ရင်တော့အဲ့ဒါသူတို့နိုင်ငံအလိုလိုနဲ့တက်လာတယ်အဲ့ဒီတော့ကြောင့်ကျွန်တော်တို့အခုအစိုးရအသစ်တက်လာတဲ့အချိန်မှာချင်းပြည်နယ်တခုပြောမယ်ဆိုရင်ကူးမြို့နယ်မြို့သေးမြို့နော်အဲ့ဒီဥစ္စာကိုကျွန်တော်တို့အနေနဲ့နော်မြို့ကိုကူးချက်ပြီးတော့နော်အဲ့ဒီမြို့တိုးချက်လာရင်နောက်ပြီးတော့အခုခရိုင်တူးခုကိုနော်ချုပ်ခုလို့ဖြစ်အောင်အဲ့ဒီခရိုင်ကနေပြည်နယ်ကိုအားကောင်းလာမှကျွန်တော်တို့ဘဝစီးရဲဝိတ္တိမှုဘဝကိုကျွန်တော်တို့တုတက်အောင်ဆောင်ရွက်နိုင်မယ်ဆိုတာကကျွန်တော်တို့ဖိုင်းထားတဲ့အရာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အခုအချီနေတိုင်းကြည့်မယ်ဆိုရင်ဒီကရဆိုတော့ကျွန်တော်တို့တိုင်းပြည်ရဲ့အောက်ထပ်တဲ့နေရာမှာအခုဟာခါမျိုးဆိုရင်နှစ်ပေါင်းနော်ဘယ်နည်းစီနေတယ်ကျွန်တော်ဟာခါမျိုးရဲ့ဖြူဖြူရမြို့ပြစီမံကိန်းဆွဲတဲ့နေရာမှာပွင့်နေမိတာမျိုးလုံးဝမရှိဘူးဘာလို့လဲဆိုတော့အခုကြီးရွာကတက်လာတဲ့လူကအခုအနည်း20လောက်ဟာခါမှနေပြီးတော့နော်မြေကွက်တက်ကွက်လေးနော်မရှိတဲ့လူအများကြီးရှိတယ်ဘာကြောင့်လဲဟာခါပြောမှတက်လာတဲ့လူတွေကမင်းနေရကိုပွင့်နေမိတာမျိုးနဲ့ကောင်းကောင်းအကွက်ချက်ပြီးတော့ဖွင့်တာလည်းမရှိဘူးနော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဟာခါမျိုးကတကယ်ဆိုတော့အတိကချင်းပြည်နယ်မြို့တော်ဆိုရင်တော့မြို့အင်ကားရလို့ကမင်းကြီးဘူးနော်တွေ့ကြည့်မယ်အင်ကိုဥပမာအပေါ်ကနေဟတ်စကီနဲ့ကြည့်မယ်ဆိုရင်တော့ဘုံပုတ်ဖို့ဖြစ်တယ်နော်တကယ်တော့ဆိုသူများနိုင်ငံကြည့်မယ်ဆိုရင်တော့ကြီးပေါ်နဲ့မြို့ကိုထားလိုက်တော့စိုက်ပျိုးရေးလောက်တာတော့စနစ်တကျနဲ့လည်းလောက်တော့သူများတိုင်းပြည်အရင်ဖတ်သွားတယ်ကျွန်တော်တို့တိုင်းပြည်မှာပေါ့ယူအာရီကိုပေါ်ကနေကြည့်ပြီဆိုတော့ဘုံပုတ်တော့ပဲနော်အဲ့ဒါကိုစနစ်မကျက်တာကိုအကုန်လုံးတည်တာနေတယ်အဲ့ဒီအတွက်ကြောင့်အခုကျွန်တော်တို့တက်လာတော့ချင်းပြည်နယ်နော်ကူးမြို့နယ်မြို့၄မြို့တုတ်တက်ရတုတ်တက်ကြောင်းကိုကျွန်တော်တို့အစိုးရအနေနဲ့နော်အခုလိုကျွန်တော်တို့စဉ်းစားထားတာကစနစ်တကျလေးနဲ့တခြားတိုင်းလည်းပြည်နေလို့နော်အစီမမီတော့မှအခု9နှစ်တာကာလအတွင်းမှာစနစ်တကျလေးနဲ့ကျွန်တော်တို့လုပ်ဖို့တော့အခုဝတီချုပ်ပြောသလိုကျွန်တော်တို့စီစဉ်ထားတာရှိတယ်အခုလုပ်တဲ့နေရာမှာကျွန်တော်တို့ကိုကြို့အတွက်မတော့မှနော်တစ်စက်မှစဉ်းစားတာမဟုတ်ဘူးတကယ်တိုင်းဆိုတော့ဟာခါမျိုးဆိုတော့ချင်းပြည်နယ်မြို့တော်ဖြစ်တယ်လို့ဘယ်သူမှဆိုကြီးယောကနေဟာခါမျိုးမှာလာနေနိုင်ဖို့မဟုတ်ပြီးတော့စီဝေးရေးသမားတကယ်တိုင်းဆိုတော့ချက်တာတဲ့တထေးကြီးလာနေနိုင်ဖို့အတွက်ကျွန်တော်တို့စဉ်းစားတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်နံပါတ်1စဉ်းစားတာကအခုဟာခါမျိုးမှာကျိုးကျော်အရာဆိုတော့600ကျော်ရှိတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဆိုင်ပြကွက်တိကိုပေါ်မဲဆိုတဲ့ဆိုတဲ့နေရာမှာဥပမာအခုကျွန်တော်တို့ရည်ရွယ်ထားတဲ့ဆိုင်ပြကွက်တိရဥပမာပေါ်နိုင်တော့အင်ချီ2500 3000ပတ်ဝန်းကျင်လို့အဲ့ဒီနေရာကိုလောက်ပြီးတော့ပထမဦးဆုံးတလိုင်းနဲ့ကြာပေ300အင်းတလုံးရဲ့မြေကွက်ကပေ60 150နဲ့စနစ်တကျနဲ့လောက်ပြီးတော့CB ကဦးဆောင်ပြီးတော့ line နဲ့မြောင်းကိုကောင်းကောင်းလောက်ပြီးမှစနစ်တကျလေးနဲ့မြေကွက်ကိုချပြီးမှအဲ့ဒီမြေကွက်ချက်တဲ့နေရာမှာကောင်းတဲ့နေရာပရိတ်နဲ့ဆုပ်နိုင်တဲ့နေရာကိုကျွန်တော်တို့ပထမဦးဆုံးများများတော့မဟုတ်ဘူး30 30နဲ့နော်ချက်တာတဲ့လူကကောင်း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 ပရိတ်နဲ့ဆုပ်နိုင်တဲ့လူကိုကျွန်တော်တို့ကြောင်းချဖို့အစီအစဉ်ရှိတယ်နောက်ပြီးတော့အဲ့ဒီတူးတဲ့ line နဲ့မြောင်းအတွေ့လိုအပ်တဲ့ပိုက်ဆံကိုအဲ့ဒီနေရာမှာသုံးပြီးတော့တကယ်တော့ဟာခါမြို့ပေါ်မှာနော်အနည်း30 20နေပြီးတော့စီးရဲတဲ့လူကို
free နဲ့တက်နိုင်ဆုံးဘယ်သူမှအီးမေးလ်မရှိဘူးဆိုတာကိုမရှိစေခဲ့တဲ့မိကွတ်ပေးဖို့ကကျွန်တော်တို့အစီအစဉ်ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ဒီနေရာမှာတကယ်တိုင်းဆိုရင်ကျွန်တော်တို့2015ဇူလိုင်အောက်တိုဘာမှာနော်တဘောဝ BI ကျုံတဲ့ခါမှာတကယ်တိုင်းဆိုရင်တော့ကျွန်တော်တို့တိုင်းရဲ့ပြည်နယ်မှာ BI ကျုံကြတာပဲဒါပေမဲ့အစိုးရကဇက်လက်အချင်းပိုင်းဘူးကူမီနိုင်တဲ့နော်အချင်းကြီးမရှိဘူးပြည်နယ်မှာဒါပေမဲ့ကျွန်တော်တို့ချင်းပြည်နယ်ကအများကြီးအစိုးရအနေနဲ့ကူညီပတ်လို့အဲ့ဒီနေရာမှာအခွင့်အရေးယူပြီးတော့နော်မတရားပေါ်နည်းနဲ့မြေကွက်ပြီးဖို့နော်တာဝန်ရှိတဲ့လူကမဟုတ်တာဒီလောက်အများကြီးဖြစ်ရတယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒါမျိုးကိုကျွန်တော်တို့အများဆုံးဒါမျိုးစိတ်သက်စီးတွေကိုကျွန်တော်တို့ပေါ်ထုတ်ဖို့ကျွန်တော်တို့မှာတာဝန်ရှိတယ်အဲ့ဒီအတွက်ကြောင့်ဒီလူတွေပေါ်ကိုဝက်တိပေါ်တဲ့နေရာမှာစနစ်တကျနဲ့ပေါ်လာတဲ့အခါမှာပေါ်လာမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်ဒီလောက်စီးရင်တင်းကြနော်ပထမဦးဆုံးကအကတိလိုက်ဆောင်မှုရှိလို့ကျွန်တော်တို့တိုင်းပြည်ပြည့်စုံတာနော်အဲ့ဒါကြောင့်ပြည်သူလူထုရဲ့အကျိုးကိုပြောပါ number 1မြန်မာချက်စီးတဲ့နဲ့ကိုအားတစိတ်ကိုမွေးပြီးတော့တိုင်းပြည်ကဒီအချင်းကြီးတော့ပါပဲကျွန်တော်တို့တိုင်းပြည်စင်ရတာတကယ်တမ်းဆိုရင်တရားရတာနဲ့ဇီမီအနေထားတယ်ကဘာမှာနော်အကောင်းဆုံးနဲ့အချက်တာဆုံးကျွန်တော်တို့ဗမာပြည်ဟာရှိနေတာပဲဘာကြောင့်လို့ဖြစ်ရတာနဲ့ဘာလို့အစည်းအဆုံးဘဝနဲ့နော်ဒုက္ခရုပ်ဆုံးဘဝရောက်တာကိုယ့်ဘာလို့လဲဥစ္စာပါလဲအဲ့ဒါကြောင့်ဘယ်နိုင်ငံမဆိုနော်မူ policy နိုင်ငံရေးမကောင်းလေဘယ်တော့မှစီးပွားရေးမကောင်းဘူးလူမှုရေးမကောင်းပါတာလည်းမကောင်းဘူးနော်အဲ့ဒါကြောင့်တိုင်းပြည်ရဲ့မူ policy မကောင်းလို့ဒီအချင်းကြီးကြောက်တာအားလုံးပေါ်ပေါ်တင်တယ်အဲ့ဒီအတွက်ကြောင့်အခုကျွန်တော်တို့အဲ့ဒီအစိုးရတက်လာတဲ့အခါမှာနော်အခုလာဝန်ကြီးချုပ်ပြောသလိုအပေါ်ကနေနော်အမိအာဏာလို့လို့မဟုတ်ဘူးပြည်သူလူထုရဲ့လူရင်းစာနာကိုအောက်ခြေကနေတက်လာပြီးတော့အဲ့ဒီအောက်ခြေကနေတက်လာတဲ့အတိုင်းအစိုးရကအကောင့်ထဲပေါ်ဖို့တာဝန်ရှိတယ်အဲ့ဒါ NLD ရဲ့ပေါ်လစီပဲအဲ့ဒီတို့ကြောင့်ဒီနေ့ကြွားရောက်လာတဲ့နော်ကျွန်တော်တို့ဟာခမျိုးမျိုးပါနော်အားလုံးကတိချဖို့ပါဟာခမျိုးကချင်းပြည်နေတဲ့မြို့တော်ဖြစ်တဲ့အတိုင်းနော်မြို့တော်အင်ကာရတဲ့စိတ်ဓာတ်ကိုနော်ဘာကျေပြန့်နဲ့နော်ထားပြီးတော့ကိုအားထားစိတ်နော်ထားခဲ့ပြီးတော့ပြည်သူအတွက်အစိုးရလောက်တာသူတို့အတွက်မဟုတ်ဘူးပြည်သူအတွက်ဟာခမျိုးအတွက်ချင်းပြည်နယ်အတွက်လောက်တယ်ဆိုတဲ့အရာနဲ့ခင်ဗျားတို့ကအားလုံးအစိုးရကိုလောက်တဲ့နေရာမှာပိုက်ဖို့ကူညီပါရမယ်တော့မဟုတ်ရင်တော့ကိုအားထားစိတ်ကိုပေါ်လာပြီးတော့မဟုတ်တာဒီနော်ပြည်သူထက်ကလူဆောင်ပြီးမဟုတ်တာဒီပြောဆိုတာတွေကတော့နော်အဲ့ဒါကတော့ထားခဲ့ရမယ်အဲ့ဒီအတွက်ကြောင့်အခုဒီနေ့အခြေအခါမှာနော်တကယ်တိုင်းလက်ပြည်နေတွေ့ကြည့်နေဆိုရင်နော်ကျွန်တော်တို့ချင်းလူမျိုးတွေကနေနေရှိတယ်အဲ့ဒီနေစီးတဲ့လူကနော်စုစည်းမှာကိုမျိုးနဲ့ကိုပြည်တယ်နော်အတွေ့ဒုတိယကြောင့်ကိုလှုပ်ဆောင်နိုင်မှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ချင်းလူမျိုးတွေကနော်အခုနဟိုတော့ပတ်ကနေပြီးတော့နော်သူသမရဘုံအချက်ကိုပြောတယ်ကျွန်တော်တို့ချင်းလူမျိုးတွေဟာဘာကြောင့်အတိုင်းအတော်များဆုံးဖြစ်တယ်လို့အတိုင်းပြီးခါကျွန်တော်ခေါင်းဆောင်ကမြေတဲ့ခါမှာဟုတ်ပါတယ်ကျွန်တော်တို့ချင်းလူမျိုးတွေက line point set တွေမရှိတော့တရွာနဲ့တရွာတော့မှမျက်နှာမတိကြဘူးအဲ့ဒီကြောင့်လူဆိုတာတူနဲ့တူအဆက်အသွယ်ရှိမှနော်ခင်မင်းမှုလေးဆောင်မှုရှိမှပဲချစ်ခင်လေးဆောင်မှုရှိမှပဲကျွန်တော်တို့စီးလုံးမှုရှိတာကိုကျွန်တော်တို့ချင်းပြည်နယ်ကမြို့ပိုင်းနဲ့တောင်ပိုင်းပေါ်မှာသွားရင်ဗမာပြည်တစ်ခုလုံးကိုတိုင်း၄၅တိုင်းကိုဖြတ်ပြီးတော့သွားရဆိုတော့ line by set ကိုမကောင်းလို့ကျွန်တော်တို့ဒီတိုင်းညီမမှုမရှိတာပါလို့ပြောတဲ့အခါမှာအဲ့ဒီလိုဆိုရင် line by set ကိုဒီကောင်းအောင်လုပ်ဖို့တာဝန်ရှိတယ်လို့ပြောပြတယ်အဲ့ဒီအတွက်ကြောင့်တကယ်တိုင်းဆိုရင်ကျွန်တော်တို့ချင်းပြည်နယ်ဟာနော်အခုနောက်တကယ်တိုင်းအခု2010ခုမှာချင်းပြည်နယ်ရဲ့ budget ကနိုင်ငံတော်ဆိုတော့ချက်ပြလာနော်သူများတိုင်းရဲ့ပြည်နယ်ထဲချုံစားလို့ရှိတယ်ချုံစားလို့ရှိတဲ့အတွက်ကြောင့်အဲ့ဒီပြီးတဲ့နော် budget ကိုလေခင်ဗျားတို့ကျွန်တော်တို့ကအကောင်းဆုံးနဲ့နော်စီဇနာအပြည့်နဲ့လောက်မှာပဲကိုပြည်နယ်ကိုမြို့ကိုဒေသတွေတိုင်လို့ရှိတယ်အဲ့ဒီအတွက်ကြောင့်လွေခဲ့တဲ့နိကာလကနော်ကိုအားတစိတ်နဲ့နော်ကိုပြည်နယ်အတွက်စေတနာမရှိတဲ့ဥစ္စာအရာမှတည်းကိုကျွန်တော်တို့ပြောင်းလဲပြီးတော့နော်စေတနာရှိနဲ့ကိုမျိုးနဲ့ကိုပြည်နယ်အတွက်ကိုပြည်သူလူထုကနေနော်စပြီးတော့အစိုးရဘုံမှာဘူညီပိုက်ပို့ပြီးတော့စုပေါင်းမှာအလုပ်လုပ်မှာဖြစ်ထွက်မယ်အဲ့ဒီအတွက်ကြောင့်အစိုးရအနေနဲ့အလုပ်တစ်
ခုခုအစီအမံကြီးလောက်ဆောင်တဲ့နေရာမှာနော်ကိုကကိုင်းကွက်တဲ့နေရာဖြစ်မှာပါပဲလေနော်အဲ့ဒီအခုတက်လာတဲ့အစိုးရဘယ်တော့မှသူတို့ရဲ့အတွေ့ကိုအစင်းစားဘူးကိုမျိုးနဲ့ကိုပြည်နဲ့ကိုမျိုးအတွေ့စဉ်းစားပြီးတော့နော်လောက်တယ်ဆိုတာကိုအားလုံးခံယူပြီးတော့အခုနောက်ဝန်ကြီးချုပ်ပြောသလိုကျွန်တော်တို့ချီးပြည်နဲ့အတွေ့ကိုဒီကားဒီကာလအတွင်းမှာအားလုံးစုပေါင်းပြီးတော့တကယ်လားဆိုရင်ဒီမှာဌာနဆိုင်ရာဒီနဲ့နော်ညီညွတ်တဲ့နော်ကျွန်တော်တို့တူတက်ရတူတက်ကြောင်းဦးပေါင်းမှာကျွန်တော်တို့ချီးပြည်နေရဲ့နော်အားလေးချက်ကိုတပြတ်ကိုနော်ထားခဲ့ပြီးတော့စုစုစစ်စစ်နဲ့လုံးပါပြီးတော့ဆိုအစိုးရကနေလည်းလုပ်ပူညီပန်ပိုးနေတဲ့နော်ဘတ်ဂျက်ကိုကျွန်တော်တို့အကောင်အထည်ပေါ်နေရမှာအကျိုးစစ်စစ်နဲ့အကုန်ပြုံးမှာကိုပြည်နေရဲ့နော်စည်ရင်မတူကိုဟင့်တင်ပြနိုင်မှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီပါပြည်သူများအခုလိုတွေ့ရတာတကယ်ကားဆိုရင်ဟာခါမျိုးကမြို့တော်ဖြစ်တဲ့အတွက်ကြောင့်ဟာခါမျိုးကနေစပြီးတော့နော်စိတ်သက်ပြောင်းလဲပြီးတော့စေတနာစစ်စစ်နဲ့ကိုမျိုးအတွေ့လောက်မှာပါကြံတဲ့မြို့နယ်စစ်မြို့နယ်နော်ကိုလေသူတို့ကျွန်တော်တို့လို့တဲ့ပုံစံအတိုင်းအကောင်အထည်ပေါ်လာတာဖြစ်မယ်အဲ့ဒီအတွက်ကြောင့်ဟာခါမြို့မှာနေတဲ့လူမိဘပြည်သူများဒါဟာကိုယ့်အတွက်မပါဘူးဟိုဟာဒီဟာကိုအားထားစိတ်လေးကိုစိတ်ထဲမှာထားခဲ့အစိုးရအနေနဲ့ဘယ်အလုပ်ပဲလုပ်လို့အကောင်အထည်ပေါ်လာမှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်အစိုးရအနေနဲ့အခုတော့ဝန်ကြီးချုပ်ပြောသလိုစေတနာအပြည့်နဲ့လောက်ဆောင်တဲ့နေရာမှာဗီဒီယို YouTube အနေနဲ့နောက်ပါနေနော်အန်တဲ့တရားမတရားထောက်ခံမှကျွန်တော်တို့ဟာခါမြို့လိုရဲ့အင်္ဂါရနဲ့မြို့အင်္ဂါရနဲ့အရင်ကျွန်တော်တို့လှုပ်ဆောင်မှာဖြစ်တယ်။အများတို့သိမှာပါကြားတဲ့ပြည်နယ်မှာကြည့်ပါအခုရှမ်းပြည်နယ်တောင်ချီမြို့မှာနော်အာဆီယံမှာအတိုင်းစင်စုံမြို့အလှပဆောင်မြို့6ချင်ရနော်6ချင်ရအဲ့ဒါပါကြောင့်လေအဲ့ဒီတောင်ချီမြို့မှာနေတဲ့လူနော်ဒီတူလူထုတွေကနော်အစိုးရရဲ့လှုပ်ဆောင်ချက်ပေါ်မှာနော်ဘူပေါင်းပြီးတော့စနစ်တကျနဲ့လိုက်လာလို့တို့အတိုင်းစင်စုံမြို့နဲ့အလှပဆောင်မြို့ဖြစ်တာကိုအားလုံးသိတဲ့ဖြစ်ပါတယ်အဲ့ဒီတိုင်းပဲတကယ်တော့ဟာခေါမျိုးတူးတဲ့ဖို့ဟာပါဖို့အတွေ့ဆိုရင်ပြည်သူနဲ့အစိုးရပူးပေါင်းပြီးတော့နော်ညီညီညွတ်ညွတ်နဲ့အလုပ်လုပ်မှာဟာခါမျိုးရဲ့ဖြစ်ရပြုကြောင့်ကိုကျွန်တော်တို့လှုပ်ဆောင်နိုင်မှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီနေ့ဝင်ကြီးချုပ်အပါဝင်ဝင်ကြီးများလို့ဌာနပြည်နယ်ခရိုင်မြို့နယ်အားလုံးစုစုညီညီနဲ့လာတက်ပြတာတကယ်တော့ဆိုတော့ဟာခါမျိုးကိုစေတနာပြီးနဲ့လာပြီးကြနော်အဲ့ဒီအတွက်ကြောင့်ဒီမှာနေတဲ့ဒေသခံမိဘပြည်သူများအနေနဲ့နော်အရင်ကထားခဲ့တဲ့နော်စိတ်ဓာတ်လေးကိုပြောင်းလဲပြီးတော့နော်ဒီမှာပြောရတာဝင်ကြီးချုပ်ပါဝင်ကြီးပြည်နယ်ခရိုင်မြို့နယ်ဌာနဆိုင်ရာအားလုံးရဲ့စေတနာကိုခင်ဗျားတို့ကအကောင့်ထဲပေါ်ပေးပါအဲ့ဒါမှငါးနှစ်တာကာလအတွင်းမှာကျွန်တော်တို့ချင်းပြည်နယ်ရဲ့ဇီးရဲမွေးတင်မှုအနည်းဆုံးကိုမှာပဲလောက်ဆောင်နိုင်မှာဖြစ်တယ်ဆိုတာကိုအားလုံးအတိပေးပါဆိုတာကိုပြောချင်နေတယ်ဒီကိုချုပ်ပါတယ်အားလုံးကိုကျေးဇူးပါတယ်ဒီစားတဲ့ချင်းပြည်နယ်ဆိုတာဝတ်ဝင်ကြည့်ချင်းပြည်နယ်တော်တော်ချင်းပြည်ဆိုတာဝတ်ဝင်ကြည့်များပြည်နယ်စစ်ခင်စစ်ဌာနဆိုင်ရာရှိသူများပကမျိုးနဲ့တောင်းအစင်တောင်းယူသူများနဲ့ပကမျိုးတို့ကကြော်လာတဲ့ဆရာတော်များမြို့မှာများပြည်သူလူထုများအားလုံးကိုအင်္ဂလိပ်နဲ့မြန်မာလိုပြောဆက်တော့ပါတယ်ကျွန်တော်အနေနဲ့ဒီနေ့ပကမျိုးပြစုနေတယ်ပကမျိုးပြကွန်ပျူတာမှုဆိုင်ရာလုံးစုံနေမှာကျွန်တော်တို့စီကနိုင်လက်စစ်စမှုကြီးရောအနေနဲ့ဆောင်ဝင်နေတဲ့လုပ်ငန်းများနဲ့အထူးသဖြင့်ဒီဟာကမျိုးပြစုနေပတ်သက်ပြီးတော့ကျွန်တော်စီဆောင်ရွက်ထားချက်များနဲ့ပတ်သက်ပြီးရှင်းနေတယ်ကျွန်တော်တို့ကြားတယ်အထူးကျေးဇူးတင်ရှိပါတယ်ဆိုကြပမာဏတင်ပြပါတယ်ကျွန်တော်တို့ကြုံကြတဲ့ချင်းပြည်နယ်ဆိုတော့ဖွဲ့စည်းတာရဲ့လက်စစ်စမှုဌာနအနေနဲ့ကျွန်တော်ဒီရက်တရာကျွေးမှာစီပင်သားရဲ့ကဏ္ဍနဲ့ပတ်သက်ပြီးဆောင်ရွက်နေတယ်သူတွင်အကြောင်းအရာ၃ခုကျွန်တော်ဆောင်ရွက်နေတာဖြစ်ပါတယ်ဒါကိုဆောင်ရွက်စေတဲ့ပထမတစ်ခုကတော့ CPU ကောက်ဝယ်ကိစ္စဖြစ်ပါတယ်ကျွန်တော် CPU ကောက်ဝယ်မြို့စီပင်သားရဲ့ပုံစံများတည်တည်ကိုမြို့နေလူကတိုက်ရိုက်ပြီးချင်တယ်များပဲစနစ်ကိုကျွန်တော်ကြောင်းလေးကိုဆောင်ရွက်နေဖို့အတွက် CPU ကောက်ဝယ်ပထမဦးစားပေးဆောင်ရွက်ထားတာဖြစ်ပါတယ်ဘလို့လဲကျွန်တော်ချင်းမြင့်ဆိုချင်းမြင့်လို့တော့ကိုဥလိချမ်းပြင်ဆင်ဖို့တင်သွင်းထားပြီးဖြစ်ပါတယ်ဒီဥလိချမ်းပြင်ဆင်ပြီးတော့ပြီဆိုလို့ရှိရင်ချင်းမြင့်ရဲ့မြို့စီမံရေးအဖွဲ့များ
ပြည်သူလူထုတိုက်ရိုက်ကောက်တဲ့လူထုကိုယ်စားလှယ်များနဲ့ဖွဲ့စည်းဆောင်ကောက်ဖို့ဖြစ်ပါတယ်။ဒါဟာလည်းပဲဆိုလို့ရှိရင်ကျွန်တော်ပြည်နယ်တိုင်း14ခုထဲမှာကျွန်တော်ရန်ကုန်မန္တလေးပြည်လူထုကတိုက်ရိုက်ကောက်တဲ့စနစ်ကိုကျင့်သုံးတဲ့ပြည်နယ်တိုင်းဒေသကြီးထဲမှာကျွန်တော်ချင်းပြည်နယ်ပါဝင်မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အကြံဉာဏ်ကတော့ပုဂ္ဂလကျဲမှာလွတ်တော်ကနေပြီးတော့ဥပဒေကြမ်းပြင်ဆင်တဲ့ချက်ကိုဒီပြည်နယ်မှာစတင်ပါလာတိုင်းမှာဒီတော့ပဲရှိမှာဖြစ်ပါတယ်။ဒုတိယချက်ကတော့ကျွန်တော်စင်ပြသားရေးဝန်ထမ်းများရဲ့စွမ်းဆောင်ရည်မြင့်တင်ဖြစ်ပါတယ်။ကျွန်တော်ချင်းပြည်နယ်မှာစင်ပြသားရေးဒီမြို့စင်ပြသားရေးကိစ္စနဲ့ပတ်သက်တော့တောင်းဝန်ဆောင်ရွက်တာဖြစ်ပါတယ်။သို့တော်လည်းပဲကျွန်တော်ရဲ့ပါဏာပွဲဝေရရှိမှုဝန်ထမ်းဦးချင်းရဲ့စွမ်းဆောင်ရည်တွေဖြစ်တဲ့အခါမှာကျွန်တော်ကအများကြီးလိုအပ်ချက်ရှိပါတယ်။အဲဒီအတွက်ကြောင့်မို့ကျွန်တော်စီမံဝန်ထမ်းများရဲ့ strategic capacity development ကိုကျွန်တော်စပြီးစီစဉ်ဆွဲပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ကျွန်တော်မျိုးစီမံရေးကော်မတီမှုဆောင်များရှင်းများရဲ့ဒေသကစီဝေးကနေစပြီးတော့ကျွန်တော်ဌာနတွေလုပ်ငန်းဆောင်ရွက်မှုပုံပြလို့တဲ့အောင်ဆောင်ရွက်နေတာဖြစ်တယ်။လာမယ့်အပတ်16 session 4ရက်တိုင်ကျွန်တော်ပထမဆုံးချိန်ချင်းပြည်နယ်စီမံရေးမှုဆောင်ဖွဲ့များမှုဆောင်အရာရှိများနဲ့အင်ဂျင်နီယာများရဲ့စွမ်းဆောင်မြင့်တင်တဲ့နန်းကိုကျွန်တော်ဆောင်ရွက်ပြပါတယ်။ဒီနေရာမှာလည်းအထူးသဖြင့်ကျွန်တော်ဘာတွေသိမလဲလို့ကျွန်တော်သိမဲ့အကြောင်းအရာတွေကတော့အထူးသဖြင့်အလုပ်လုပ်တဲ့အခါမှာ democratic practice democracy နည်းကျလုပ်ငန်းဆောင်ရွက်မှုဖြစ်အောင်ပွင့်လင်းမြင်သာမှုကိုဆောင်ရွက်ကြမယ်။နောက်ပြီးတော့မှဝန်ထမ်းဦးချင်းရဲ့ကိုယ်တိုင် leadership skill ပေါ့နော်။ကောင်းဆောင်မှုနဲ့ပတ်သက်တဲ့ဒါတွေကိုကျွန်တော်ဦးဆောင်ရရှိများ engineer များကိုကျွန်တော်ပြီးသွားမှာဖြစ်ပါတယ်။အဲ့ဒါပြီးတဲ့အခါမှာဒီတော့ပဲပြီးတော့ပထမဆုံးအောက်တိုဘာလထဲမှာဒီကျွန်တော်တိုက်ရိုက်ကောက်လိုက်တဲ့ကိုယ်စားများရဲ့သင်တန်းကိုလည်းကျွန်တော်လုပ်မှာဖြစ်ပါတယ်။စီမံသားရနဲ့ပတ်သက်တဲ့လုပ်ငန်းသိစိတ်ဆုံးဖြတ်ချက်ချမှတ်ခြင်းလူထုနဲ့ပူးပေါင်းလို့လုပ်နေဆိုတဲ့ကိစ္စကိုကျွန်တော်လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ဒါတော့ကျွန်တော်ဒုတိယကဏ္ဍဖြစ်ပါတယ်။တတိယကဏ္ဍတော့ဒီနေ့ကျွန်တော်ပါဝင်ရောက်ရှိနေတဲ့မြို့ပြကွန်ပျူတာစီမံကိန်းများဖြစ်ပါတယ်။ကျွန်တော်ချင်းပြည်နယ်မှာကျွန်တော်အားလုံးသိတဲ့အတိုင်းပဲမြို့နယ်မြို့ခုမြို့6ခုစုစုပေါင်း15ခုရှိပါတယ်။ဒီချိန်ထဲမှာပဲခရိုင်အဆင့်ကိုတက်လှမ်းဖို့အတွက်ပြင်ဆင်ရတဲ့မြို့တွေရှိပါတယ်။မြို့နယ်အဆင့်ကိုတက်လှမ်းတဲ့မြို့တွေရှိပါတယ်။အဲ့တော့ဒါတွေကိုကျွန်တော်ပြင်ဆင်တဲ့အခါမှာအထူးသဖြင့်မြို့ပြကွန်ပျူတာစီမံကိန်းဟာချင်းပြည်နယ်မှာအလုပ်မဖြစ်လုပ်ရတဲ့နေတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဆိုရတဲ့အနေနဲ့ဒီရက်တရာအထူးသဖြင့်ကျွန်တော်ဒီနှစ်ထဲမှာဦးစားပေးပြီးရက်တရာအတွက်ပထမဦးစားပေးသတ်မှတ်ထားတဲ့မြို့ကတော့ဟာခါရဲ့ဖလန်းရဲ့ပလက်ဝရဲ့ဒီသုံးမျိုးကိုစကြင်ပြီးဖြစ်ပါတယ်။ဟာခါဘာလို့ကြိုင်တယ်လဲလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတဲ့အတိုင်းပဲပြည်နယ်မြို့တော်ဖြစ်တာအကြောင်းတိုတဲမကလွန်ခဲ့တဲ့နှစ်ကပြပေါ်ခဲ့တဲ့ဘောဘေးဒဏ်ကြောင့်ဟာခါမြို့ရဲ့အင်ချီ1000လောက်ကထွေးပြောင်းလုပ်ရတဲ့အခါမှာကျွန်တော်ဟာခါမြို့ပြစီမံကိန်းမြို့ပြပုံမှန်စီမံကိန်းမဖြစ်မနေဦးစားပေးဆောင်ရွက်ရတာဖြစ်ပါတယ်။ဒုတိယဖလန်းကိုကျွန်တော်ရွေးချယ်ရခြင်းရဲ့ရွေးချက်ကတော့ဖလန်းဒီတွေကျွန်တော်အားလုံးသိတဲ့အတိုင်းပဲလုံပြီးပဲထွေးပြောင်းလုပ်ငန်းစဉ်တူတူတန်တန်နဲ့ဖြစ်နေတာဖြစ်ပါတယ်။အဲဒီကြားထဲမှာတူတူပင်ဖလန်းမြို့ကြီးကျွန်တော်ချင်းပြည်နယ်မှာခရိုင်မြို့ကြီးဖြစ်တဲ့အတိုင်းပဲသူ့ရဲ့မြို့ပြလုံနေတဲ့နေတာဖြစ်ဖို့မြို့ပြတိုးချဲ့မှုကိစ္စမှာကျွန်တော်သူတည်င်းဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဖလန်းဒုတိယနံပါတ်1ကိုတာတာဖြစ်ပါတယ်။နံပါတ်3အနေနဲ့ပလက်ဝကိုကျွန်တော်ရွေးချယ်တဲ့အခါမှာပလက်ဝဒီကြာခင်မှာခရိုင်မြို့အနေနဲ့ကျွန်တော်တွင်းပြနေဖို့ဆိုရတဲ့ဆောင်ရွက်နေတဲ့ချိန်ကာလမှာသူတည်ပလက်ဝမြို့ရဲ့တက်ရှိတဲ့ထားမှာချင်းပြည်နယ်ထဲမှာမြေကွက်ဈေးမြင့်ဆုံးမြို့ထဲမှာဖြစ်ပါတယ်။ဒေသကတော့ဆင်းရဲပါတယ်ဒါပေမဲ့မြေကွက်ကတော့အတိုင်းမှာအစီအကြီးပါတယ်။နော်အဲ့တော့အနေထားဖြစ်တယ်မြို့ကတော့အတိုင်းကြီးပါတယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီပလက်ဝမြို့ရဲ့မြို့ပြစီမံကိန်းကိုမြို့တိုးချဲ့တဲ့ကိစ္စကိုအခုဒီနေ့ဆောင်ရွက်ရတာဖြစ်ပါတယ်။အဲ့တော့သူတပည့်ပလက်ဝမြို့မှာမြို့ပြကွန်ပျူတာဆောင်ရွက်ခြင်းမလုပ်နိုင်ဘူးဆိုလို့ရှိရင်ပလက်ဝရဲ့ဒီ urban ဒီ crisis ပေါ့မြို့ပြအချက်တည်းအကိုကြီးထွားလာတယ်။ပုံစံလုံးဒီမြေကွက်စင်းလုံးကိုကြည့်လာတယ်။အဲ့ဒီကနေအစဉ်ကျွန်တော်တခြားမှုတင်မှမှုဖြစ်လာနေတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပလက်ဝနံပါတ်3အနေနဲ့ထားပါလက်ရှိအနေထားတော့ကျွန်တော် process ကတော့ဟာခါမြို့ကတော့ကျွန်တော်နေနေဝင်းစင်တိုက်တာမှုဆောင်ရွက်ပြီးတော့မှ
မြို့ပြည်တွေကတတ်မှတ်ဖို့53တတ်ကိုစတူဒီယိုမှာကျွန်တော်ရထားမှာဖြစ်ပါတယ်။အဲ့တော့လည်းကျွန်တော်မြို့ပြစီမံကိန်းကော်မတီနဲ့ပြည်ပြုပြီးဖြစ်တော့အဲ့ဒါကျွန်တော်ကက်ဘိနက်ကိုတင်သွင်းပြီးတော့ဒီချက်ရယူပြီးတဲ့နောက်မှာပြည်ထောင်ဝန်ကြီးဌာနကိုကျွန်တော်မြို့ပြည်နဲ့တတ်မှတ်ပြီးတင်သွင်းဖို့ပဲကြံပါတယ်။ဖလမ်းကတော့ကျွန်တော်ပြည်ဝင်စီမှုတွေအကုန်လုံးပြီးတဲ့အခါမှာဒီက8929ခုမြို့ပြည်နဲ့တတ်မှတ်ပြီးဖို့ကျွန်တော်ပြည်နယ်ဆိုတာတင်သွင်းထားတာဖြစ်ပါတယ်။အဲ့ဒါကိုကျွန်တော်ပြည်နယ်ဆိုတာပြည်ပြီးပြောရလို့ဆိုရှင်ဒီက8929ခုမြို့ပြည်နဲ့တတ်မှတ်ပြီးတဲ့ဖို့ပြည်ထောင်ဝန်ကြီးဌာနကိုဆက်လက်တင်ပြဖို့ဖြစ်ပါတယ်။တတိယဘလဝါတော့ကျွန်တော်မြို့ဤကဘလောက်ဆိုတဲ့ကိစ္စကျွန်တော်မလုပ်နိုင်သေးပါဘူးကျွန်တော်မြေပြင်ပဏာမမြေပြင်ကွင်းစင်းစစ်ဆေးမှုတွေဆောင်ရွက်ထားနိုင်ဖြစ်ပါတယ်အဲဒီမှာအထူးဖြင့်တရားဆောက်တဲ့ကိစ္စကိုယ်တိုင်မြေတရားဆောက်တဲ့ကိစ္စဒီရောနေရထားတဲ့ကိစ္စဆက်ဆက်ပြီးတော့ဆိုလို့ရှိရင်ပလဝမျိုးရဲ့မြို့ပြနေနေပဲတတ်မှတ်မယ်ဆိုပြီးဒီကတတ်မှတ်ပြီးတဲ့အခါမှာကျွန်တော်ချင်းပြနေဆိုရဖွဲ့မြို့နေပဲအဖြစ်ဒီလေးဦးစီးဌာနကိုတင်ပြနေတယ်တင်ပြအောင်ဖြစ်ပါလေ။ဒါကတော့ကျွန်တော်ဦးစားပေးနေတဲ့သုံးမျိုးဒီရက်တရားနဲ့စပါဆောင်းရတာဖြစ်ပါလေ။အဲ့လိုပြောတဲ့အခါကျတော့ကျန်တဲ့မျိုးများမပါဘူးဆိုတာဟုတ်ပါဘူး။ကျန်တဲ့မျိုးများကိုဒီသုံးမျိုးစပြီးသွားတဲ့အခါတောက်လျှောက်ဆက်ပြီးတော့လိုက်နေတာဖြစ်ပါလေဆိုတော့ကျွန်တော်ကြိုက်တယ်ကျွန်တော်တင်ပြပါလေ။ကျွန်တော်မျိုးပြစီမံကိန်းလို့ပြောတဲ့အခါမှာသူပြင်ဒီနေ့ကျွန်တော်ဟာခါစပြီးတော့မှလူတူပါတဲ့ process ပေါ့နော်ဒါနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်ကျွန်တော်ခုနကမှာစကားမှာဝင်ကြပေါ်ပြခဲ့တယ်ပဲအရင်တော့ဘယ်လိုဆောင်ရွက်ကြတယ်ဒါကိုကျွန်တော်သိပြီးတော့မသိပါဘူးတိုးတော့လည်းရှိကျွန်တော် NLD ဆိုရအနေနဲ့ဆုံးဖြတ်ချက်လုပ်တဲ့အခါမှာအများပြည်သူတွေရဲ့ဘဝကိုတက်ရောက်မှုရှိတဲ့ဆက်ဆက်မှုရှိတဲ့လုပ်ငန်းများနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချတဲ့အခါမှာလူတူပါတဲ့ process ကိုကျွန်တော်အများအားဥတည်ပြီးတော့ဆောင်ရွက်တာဖြစ်ပါတယ်။ဒီမိုကရေစီရဲ့အရေးချင်းကောင်းတာလူထုနဲ့တူဆွေးနွေးတိုက်ပြီးတော့ဆုံးဖြတ်တဲ့ process ဖြစ်တယ်လို့ကျွန်တော်ကမ္ဘာနိုင်ငံတည်တည်ရဲ့တွေ့ကြုံရကျွန်တော်လူနားလည်ထားပါတယ်။အဲဒီအတွက်ကြောင့်ဒီနေ့ပြုလုပ်တဲ့ဟာခါမျိုးပြစင်တဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆိုအဖွဲ့နောက်ဝင်ကျုပ်မရှိခဲ့ဘူးပဲဆိုအဖွဲ့ဌာနဆိုင်ရာတွေဆောင်ရွက်သွားတာကိုကျွန်တော်သူ့တည်းအခါမျိုးမှာရှိတဲ့မျိုးပါတဲ့တင်ဆရာတော်တွေနော်ပါတယ်ပုဂ္ဂိုလ်တွေရဲ့ပုဂ္ဂိုလ်စီစုပေါင်းတော့ကျွန်တော်ဝိုင်းဝန်းပြီးတော့ဆွေးနွေးနေတိုင်းတိုင်ပင်ကြတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ဒီနေ့ပါဝင်ပေးကြတဲ့မျိုးပါများအားလုံးကိုကျေးဇူးတင်ပါတယ်အခုပဲရှိပါတယ်ဒီမှာကြည့်လိုက်တော့မျိုးသားတွေကြည့်ပါဘူးနော်အမျိုးသမီးတွေမပါတော့ဖြစ်ပါတယ်ဒါကလည်းပဲကျွန်တော်healthy gathering လို့ခေါ်ဘူးနော်တကယ်မြို့ပြစံနေလုပ်တဲ့အခါမှာမြို့ပြရေးရဆွေးနွေးတဲ့အခါမှာမျိုးသမီးများတိတ်ရင်ကြည့်ပါတယ်အထူးဖြင့်လုံခြုံမှုကိစ္စစဉ်းစားတဲ့အခါမှာမျိုးသားတွေပြောတဲ့လုံခြုံမှုကိစ္စနဲ့မျိုးသမီးတွေပြောတဲ့လုံခြုံမှုကိစ္စမတူတဲ့အတွက်ကြောင့်လို့ဒီနေ့မှာတော့မျိုးသားတွေကြီးဖြစ်တဲ့ကိစ္စတော့ကျွန်တော်သိတော့ဝန်မမြောက်ပါဘူးလူများတော့ကျေးဇူးတင်ပါတယ်ဒါပေမဲ့မျိုးသားကြီးပဲလာတဲ့အတွက်ကြောင့်သိတော့ဝန်မမြောက်ပါဘူးတကယ် urban planning တကယ်လုပ်တဲ့အခါကျရင်ကျွန်တော် urban planning urban development တော်တော်များကျွန်တော်ကဒီအထူးဖြင့် urban development နဲ့ပတ်သက်ပြီးတော့အမျိုးသမီးတွေရဲ့ထူးခြားတဲ့နော်စိတ်ကူးစိတ်ကမ်းနဲ့သူတို့ရဲ့ယူဆချက်တွေကသူတို့ drainage system လုပ်တဲ့နေရာမျိုးမှာurban security urban safety တွေပြင်တဲ့နေရာမျိုးမှာနော်အဲ့ဒါမျိုးမှာအမှန်တမ်းမှရေးပါပါတယ်အဲ့တော့အဲ့ဒါဟာလည်းကျွန်တော်ကြိုက်တော့တင်ပြလို့ချင်းဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်နောက် process ကြရင်အမျိုးသမီးတွေအများကြီးပါလာပြီးပို့ဆိုတဲ့ကိစ္စတွေအမှန်တကယ်စဉ်းစားဖို့လူတွေဆိုကြဖြစ်ပါတယ်တကယ်အိမ်ခုချင်းစီမံလုပ်ကိုကဲတာဒါမျိုးမျိုးဖြစ်ပါတယ်တကယ် drainage system water system water supply system ဒါတွေလုပ်တဲ့အခါမှာအမျိုးသမီးတွေမပါဘဲနဲ့အမျိုးသားတွေအကျဉ်းနဲ့တိတ်ပြီးတော့ပြည်စုံလုပ်တဲ့အခါရှိခုဆိုတဲ့ဆိုတာကဘာအတွေ့အကြုံမြန်မာအတွေ့အကြုံကဆက်ဆက်တော့သင်တာဖြစ်ပါတယ်ကျွန်တော်ခါခါမျိုးတွေချတဲ့ကျွန်တော်ပြောမယ်ဆိုရှင်အခုနဝင်းကျော်ကတော့တော့ပြောပြတဲ့အတိုင်းပဲခါခါမျိုးကျွန်တော်ပြည်နယ်မြို့တော်ဖြစ်သူเป็นအုပ်ချုပ်ရေးမြို့တော်ဖြစ်ပါ administrative capital ဖြစ်တဲ့အတွက်ကြောင့်အထူးဖြင့်ကျွန်တော်ဒီဟာခါမြို့ဟာခါဒေသခံတွေမြို့ပဲပုံမှုဆိုတာဟောပြတယ်နော်တခါကြာရင်ကျွန်တော်တွေးထင်တာဟာခါမြို့ရဲ့ဆိုရင်မြို့လိုပဲချိန်တတ်ပါအဲ့တော့ဟာခါမြို့ဟာ
ပလောဝရဲ့မြို့တော်လည်းဖြစ်ပါတယ်မတူပီရဲ့မြို့တော်လည်းဖြစ်ပါတယ်တိတိရဲ့မြို့တော်လည်းဖြစ်ပါတယ်နော်မင်းတပ်ကံပဲတုံးစားနော်ဒီခါအားလုံးရဲ့မြို့တော်ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ခုနကျွန်တော်တို့တော်ဥစ္စာပေါ်ပြခဲ့တယ်ဟာခါမြို့သူမြို့သားများဒီနေ့ဟာခါမြို့ကိုစဉ်းစားလိုက်တယ်ဟာခါမြို့လို့ဆိုရင်မြို့အနေနဲ့မစဉ်းစားဘဲနဲ့ဒီနေ့တခုလုံးမြို့တော်ဖြစ်တယ်ဆိုရင်စိတ်ကူးစိတ်တမ်းနဲ့ဆက်စဉ်းစားဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ပေါ်ပြချင်ပါတယ်အဲ့ဒီအတွက်ကြောင့်အခုကျွန်တော်အနေနဲ့ဟာခါမြို့ပြစီမံကိန်းဆောင်ရွက်တဲ့အခါမှာဟာခါရဲ့ urban development state capital development ဖြစ်ပါတယ်မြို့ကျွန်တော်ပြည်နယ်မြို့တော်ဖွံ့ဖြိုးမှုဒါစဉ်းစားရတယ်အဲ့ဒီအတွက်ကြောင့်တစ်ဖက်ကကျွန်တော်အရေးကြီးတဲ့ချက်ကမြို့ဖားတယ်ကိုမြို့ဖြစ်တဲ့အတွက်ကြောင့်မလို့အဆိုပြုနော်စဉ်းစားတာလုပ်နိုင်တယ်တစ်ဖက်ကလည်းမြို့သူမြို့သားရဲ့စဉ်းစားမှုဟာ90%လောက်ပဲနေရာရှိပါလိမ့်မယ်။ဘာလို့ဆိုတော့ဟာခါမြို့ပြပုံမျိုးကိုကျွန်တော်စဉ်းစားတဲ့အခါမှာပြည်နယ်တစ်ခုလုံးအတွက်ခြုံလို့စဉ်းစားတာဖြစ်တဲ့အတွက်ကြောင့်တခြား90%ဟာခါမြို့နဲ့ပတ်သက်တဲ့စဉ်းစားဆောင်ရွက်မှု90%တခြားမြို့တွေရဲ့နော်ထဲဝင်မှုကျွန်တော်နေရာပေးရမှာဖြစ်ပါတယ်။အဲ့ဒါကိုလည်းကျွန်တော်ကြုံကြိုက်တော့နော်ဒါကိုဆွေးနွေးဖော်ပြကြပါမယ်။အဲ့ဒီအတွက်ကြောင့်ဟာခါမြို့ကဒီလိုပဲလုပ်ချင်ပါလို့ပြောတိုင်းလုပ်လို့ရချင်မှရပါလိမ့်မယ်။တေချာတာပလောဝကတော့ပလောဝမြို့ကလုပ်ချင်တဲ့အတိုင်းပဲညာလုံးကြီးဒီမှာလုပ်ပြီးဖြစ်ပါလိမ့်မယ်။ဖလန်ကတော့ဖလန်မြို့ကလည်းစဉ်းစားတဲ့အတိုင်းညာလုံးကြီးဒီမှာလုပ်ပြီးဖြစ်ပါလိမ့်မယ်။သို့တော့ဟာခါမှာတော့ဟာခါမြို့ကလည်းလုပ်ချင်တဲ့အတိုင်းညာလုံးကြီးလုပ်လို့ရချင်မှရပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဟာခါမြို့ကကျွန်တော်ရဲ့ administrative capital အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့အတွက်ကြောင့်ဒါမှပဲပေါင်းစဉ်းစားဖို့ဆုံးဖြတ်ရဖြစ်တယ်ဆိုတော့ကျွန်တော်လည်းသူသမီးအရေးကြီးတဲ့ဘဝတာပိုင်းစဉ်းစားဖို့ပိုင်းတင်ပြဖြစ်ပါတယ်ကျွန်တော်ဟာခါမြို့ရဲ့မြို့ပြစီမံကိန်းမှာအရေးကြီးတဲ့အချက်ကမြို့ပြပုံမျိုးမှာအရေးကြီးတဲ့အချက်ကဒီဇိုင်းဖြစ်ပါတယ်ဒီဇိုင်းနဲ့ model ဖြစ်တော့အဲ့တော့ဟာခါဒီဇိုင်းကပါတယ်ဟာခါရဲ့ model ကပါတယ်ဆိုတော့ကျွန်တော်ကစဉ်းစားဖို့ဖြစ်ပါတယ်ဒီနေရာမှာဝန်ကြီးကတော့ကြာခဏပြောပါတယ်ဟာခါမြို့ကကျွန်တော်ဒီ European ဥရောပတိုက်ကတောင်ပုံမြို့ဒီဇိုင်းဆိုရတာ vision ဖြစ်ပါအဲ့တော့အဲ့ဒီ vision ဖြစ်ပါအဲ့တော့အဲ့ဒီ vision ဒီလည်းပဲဒါကဝန်ကြီးကိုပေးတဲ့ vision ဖြစ်ပါအဲ့တော့ကျွန်တော်ဒီလိုပြောတဲ့အခါမှာဒီ vision တစ်ခုကခေါင်းဆောင်တရားရဲ့ vision ကိုပဲနဲ့ဒီဒါနဲ့ဆက်စပ်ပတ်သက်တဲ့ stakeholder အားလုံးတိုင်းရဲ့ common share vision ဖြစ်ဖို့ဒါကျွန်တော်ရေးကြည့်ပါမယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီဒုတိယတင်ပြဖို့ချက်ကတော့ဟာခါရဲ့ design ကဘာ design လဲဟုတ်ပါဘူးခုကျွန်တော်ဒီနေ့တင်ပြမှုတစ်ခုရှိပါမယ် presentation တစ်ခုရှိပါပထမတစ်ခုကတော့စီမံမှုကလည်း presentation တစ်ခုဖြစ်ပါမယ်ဒုတိယတစ်ခုကတော့မြို့ပြကိုအိမ်ကမြို့မှုကိုအမှုရဲ့vision ဖြစ်ပါနော် presentation ဖြစ်ပါဒီတစ်ခုဟာသူတို့နှစ်ယောက်စလုံးဟာဒီသားခံဖြစ်ပါနော်တစ်ယောက်ကတော့ဟာခါစာရင်းဖြစ်ပါတယ်တစ်ယောက်ကတော့ island စာရင်းဖြစ်ပါနော်တောင်ပိုင်းကအထွေးတစ်ခုမြောက်ပိုင်းကအထွေးတစ်ခုဒီနှစ်ခုပေါင်းစပ်ပြီးတော့နော်သက်ဆိုင်ရာဌာနတွေဦးစားပြုလို့သူတို့ presentation လုပ်ပါအဲ့တော့အဲ့ဒီဥစ္စာတွေကျွန်တော်ဟာခါရဲ့ design ဟာခါရဲ့မြို့ပြ design ဒါဘာလဲဆိုတာပုံဖော်ပြပါလိမ့်အဲ့ဒီကြောင့်ဒီနေ့ကျွန်တော်စဉ်းစားတဲ့အခါမှာဟာခါရဲ့ဒီမြို့ပြ design မြို့ပြပုံပြ design ဒါလည်းပဲရေးကြည့်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်ခုနကျွန်တော်တင်ပြမယ်ခေါင်းစဉ်တစ်ခုပုဂ္ဂိုလ်တစ်ခု resource person တစ်ခုရဲ့စိတ်ကူးစိတ်တမ်းနော်အဲ့ဒီပုံမှာအခြေခံတော့ကျွန်တော်ဆက်စဉ်းစားတော့ဖြစ်ပါလေဆိုတော့တင်ပြတာဖြစ်ပါလေအရေးကြီးတဲ့ချက်ကတော့ဥက္ကဋ္ဌရဲ့တင်ပြတဲ့ကိစ္စပဲဖြစ်ဖြစ်နော်ဥက္ကဋ္ဌတင်ပြတဲ့ကိစ္စပဲဒါတွေဒီ proposal တွေဖြစ်ပါနော် proposal တွေဖြစ်ပါဒီ proposal တွေပေါ်ဒီပြီးတော့ကျွန်တော်က polish လုပ်နေကျွန်တော်ထပ်တော့ပိုကောင်းအောင်ဖြစ်နေထဲမှာပြုနေဒါပြီးတဲ့အဲ့ဒီပုံမှာဝင်ကြည့်တော့ကျွန်တော်ဟာခါရဲ့ internal design နော်ဒါကထွက်လာမယ်ဆိုတော့ပေါ်ပြနေချင်ဖြစ်ပါတယ်ဒီနေရာမှာအကြည့်တဲ့ချက်ကတော့အထူးသဖြင့်ကျွန်တော်အလေးပေးဖို့ပေါ်ပြချင်တဲ့ကိစ္စတော့ဟာခါမျိုးရဲ့အဲ့ဒီမှာဟာခါမျိုးရဲ့ security နဲ့ safety design ပေါ့နော်လုံခြုံမှု design ဒါကိုကျွန်တော်စဉ်းစားလုပ်ပါတယ်လုံခြုံမှုကျွန်တော်ပြောတဲ့အခါမှာ physical security နော် security physical safety အဲ့ဒါကိုစဉ်းစားဖြစ်ပါတယ်အဲ့တော့ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုဒါပြောတဲ့အခါမှာကျွန်တော်ဝေးနေတာကြီးစဉ်းစားဖို့ပေါ့နော်ရဲထမ်းတဲ့ကိစ္စနော်ဘာဖြစ်မဲ့ကိစ္စဘုံပေါက်မဲ့ကိစ္စနော်ဒါတွေဘယ်မဟုတ်ပါဘူးနော်
အဲ့တော့အဲ့ဒီကစားနောက်ဆုံး road safety road security နော်အဲ့ဒီအထိကျွန်တော်အရေးကြီးပါအဲ့ဒီအတွက်ကြောင့်လမ်းနေရာချထားရင်းအနေလမ်းအနေထိန်းချုပ်နိုင်မှုရှော့ချနိုင်မှုဒါတွေကစားနောက်ဆုံးအရက်ဒီစာတောက်စားမှုနော်အဲ့ဒါကအလင်းနောက်ဆုံးအိမ်မှာလူကြီးတယောက်ကညမှာအိတ်လို့လုံချုံနဲ့အိတ်နိုင်ရမယ့်ကိစ္စကအဆုံးဒါလေးကို physical safety ပိုင်း physical security ပိုင်းဒါကိုကျွန်တော်ထည့်သွင်းစဉ်းစားဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီ health security ဖြစ်ပါတယ်ကျန်းမာရေးလုံခြုံမှုဖြစ်ပါတယ်ဥစ္စာရောဂါကြောက်ရွံ့နိုင်မှုအနေထားကနေအစကျွန်တော်ဈေးဆိုင်နော်စားတော့ဆိုင်ဒါရီလုံခြုံမှုအလေးနောက်ဆုံးပြောမယ်ဆိုလို့ရှိရင်ကိုယ့်အိမ်မှာချက်တယ်နော်ဈေးထဲမှာပေါဝယ်တဲ့ဈေးတွေရဲ့တန့်ရှင်းမှုကဆုံးနောက်ဆုံးအသားခုံကရောင်းတဲ့အသားတွေရဲ့ HCCP လို့ခေါ်ပါတယ်နော်အဲ့တော့အဲ့ဒီကျမ်းမာရေးစီမင်းစီကံ standard တွေရောညီမှုရှိမရှိဆိုတာကအဆုံးဒါတွေထည့်သွင်းစဉ်းစားတော့ဒီ health security တခုဖြစ်မယ်ဆိုလို့ရှိရင်လည်း health facility နော်ကျမ်းမာရေးပိုင်းပြသပေးမှုလိုအပ်တဲ့ facility တွေပေးတာကစားနေရာချထားမှုကစားပြောမယ်ဆိုလို့ရှိရင်စေပေးခန်းမျိုးနားမှာရှိနေတယ်ဆေးရုံတွေနားမှာရှိနေတယ်နော်တော်တော်ကို ambulance ပေါင်းလို့ရတဲ့နေရာကစားနော်အရေးပေါ်ကားဝင်ထွက်နေတဲ့ကိစ္စတခုဖြစ်ပြီဆိုနောက်ဆုံးအတုပချရင်မှအလောင်းတွေတွေတည်ထုတ်လို့ရမယ့်ကိစ္စတွေဆုံးဒါတွေပါကျွန်တော်ဆက်စဉ်းစားဖြစ်ပါတယ်အဲ့တော့တစ်ဆက်တည်းမှာပဲကျွန်တော်ရဲ့မိလောင်နေဆိုလို့ရှိရင်ဘယ်လိုသွားမလဲနော်မိသက်ကတော့သွားမယ်ဒီကိစ္စဆိုတဲ့ကိစ္စတွေကစားသူတို့ဒီ health security တွေမှာဆက်ပြီးစဉ်းစားရဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် environmental security ဖြစ်ပါတယ်ဘောပုံမြင့်ခြင်းနဲ့ပတ်သက်တဲ့ security ဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်ဟာခါမျိုးတွေထူးခြားချက်ကမနစ်ကရုံးတောင်တွေကိစ္စပါနော်အင်ဂျီတစ်ထောင်လောက်ရွှေ့ရတဲ့ကိစ္စလက်ရှိကျွန်တော်မြို့ဟောင်းဒီတိုင်းပဲစောင့်ကြည့်ပြီးတော့ထားတဲ့ကိစ္စဖြစ်ပါတယ်နော်အဲ့တော့အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်ဟာခါမျိုးရဲ့ urban development design ကိုစဉ်းစားတဲ့အခါမှာဒီ hazard resiliency ကိုနော်ဟိုတော့ပုံဝင်ချင်းထိခိုက်တဲ့အတွက်ကြောင့်ပဲဖြစ်ရာသီဥတုပြောင်းလဲတဲ့အတွက်ကြောင့်ပဲဖြစ်ပေါ်လာတဲ့တော့ပဲထိခိုက်တော့ပဲကြုံတွေ့ရမှုခံနိုင်ရင်ရှိတဲ့မြို့ပြဒီဇိုင်းဒါဖြစ်ဖို့အဲ့ဒီကစားဒီဇိုင်းပဲမရပါဘူးတကယ်လို့လုပ်တဲ့ခါမှာလမ်းပေါက်တာကအစားတရားဆောက်တာကအလေနောက်ဆုံးအိမ်မှာကိုယ့်ဟာနဲ့ကိုယ်ရည်ရင်းတူးတာကအဆုံးလုပ်တဲ့ခါမှာအထူးသဖြင့်ဒီမြို့သူမြို့သားတွေအားလုံးကိုယ့်ရဲ့မြို့ရဲ့ဒီဇိုင်းကိုနားလည်သဘောပေါက်လို့လေဆိုလို့ဖြစ်ပါတယ်နောက်ဆုံး security တခုကတော့ပါလို့ဆို social security ဖြစ်ပါတယ်ဒီမှာလည်းတကယ်ပြန်ရရှိပါတယ်နော်ဒီဝန်ထမ်းအားလည်းရှိပါတယ်ဒီမှာလည်းဒီဝန်ကြီးလည်းsocial protection plan scheme နဲ့ပတ်သက်ပြီးတော့မြို့နယ်တိုင်းမှာဆောင်ရွက်မှုရှိတယ်ဆိုတာကျွန်တော်သိရပါတယ်ဒီနေရာမှာကြည့်တဲ့ကိစ္စကကျွန်တော်ဟာခါမျိုးဟာကလေးတွေအတွက်ဘယ်လောက်ထိအနာဂတ်ရှိလဲနော်ကလေးတွေအတွက်ဘယ်လောက်ထိအနာဂတ်ရှိလဲဟာခါကကလေးအတွက်ပညာရေးချမ်းသာရေးနော်အထူးသဖြင့်ပန်းဖြေတဲ့နေရာမျိုးကအစသူတို့အတွက်ဘယ်လောက်ထိပျော်စရာကောင်းတဲ့မျိုးဖြစ်လဲနော်ကိုနေစနေဆိုတာနဲ့အိမ်ကနေလမ်းပေါ်ရောက်လာတဲ့သူတို့အတွက်တကောင်းမော်ရှင်သန်ကြီးပွားကြီးထွားနိုင်တဲ့ကောင်းကြီးရှိသလားသူတို့မို့လမ်းပေါ်နဲ့ပြင်ထွက်လိုက်တာနဲ့အိမ်ကနေပြင်ထွက်လာတဲ့အရက်ဆိုင်ပဲတွေ့သလားဒါတွေကအစကျင်းများဖြစ်ပါလားတက်ကြီးယူတွေဖြစ်ပါဟာခါမျိုးမှာတော်တော်များတက်ကြီးတွေတွေ့ပါလေတက်ကြီးယူတွေ creation center နော်ဘယ်မှာနေကြသူတို့ social gathering လုပ်နေနေဘယ်မှာဒါတွေကစကြုံစဉ်းစားမှာဖြစ်ပါမတန်ဆွမ်းနေဒါတော့တော်ကြီးကိုကြီးစရာမောစရာတောင်ဖြစ်မှာမသိဘူးနော်ကျွန်တော်လမ်းနေနော်ကျွန်တော်ရဲ့မြို့ပြတိစောက်မှုဒီဇိုင်းတွေအားလုံးက disable friendly ဖြစ်ဖို့ဒါတွေမတန်မှလိုတယ်ဆိုတာဖြစ်ပါအဲ့တော့ဒါကမြို့ကလူတွေကလေးတွေအတွက်တက်ကြီးတဲ့လူတွေအတွက်မတန်ဆွမ်းတဲ့လူတွေအတွက်ကိုမြို့ကဘယ်လောက်ထိဒီလိုစရာကောင်းတယ်သူတို့အတွက်လုံလောက်တဲ့ထောက်ပံ့နေရှိတယ်မတန်ဆွမ်းဖြစ်လာတဲ့အိမ်ထဲမှာပဲနေရတဲ့အနေအထားမျိုးဖြစ်နေရတာလမ်းပေါ်ထွက်တော့တန်ဆွမ်းချင်းမတန်ဆွမ်းချင်းဆိုတာကိုမှတ်စရာမလိုတဲ့တတိထားစရာမလိုတဲ့အနေအထားဖြစ်သလားဒါတွေကစကျွန်တော်ထပ်တင်စဉ်းစားမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်နောက်ထပ်အရေးကြီးတဲ့ကိစ္စတွေအဲ့ဒီတွေအတွက်ဘယ်လောက်ထိဟာခါမျိုးကကိုယ့်အိမ်ကိုယ့်ရာနော်လာချင်တဲ့နေချင်တဲ့အနေအထားဖြစ်တယ်အဲ့ဒါကိုကျွန်တော်စဉ်းစားတဲ့အခါမှာကျွန်တော်သူပြင်အဲ့ဒီအတွက်အဆင်ပြေတဲ့နေဒီနေရာမျိုးပြောလို့ tourist friendly ဘယ်လောက်ထိဖြစ်လဲဒီကုမ္ပဏီကစားတော့ဆိုင်ကလေဟာကာရောင်းပြီးတော့ဘယ်ဆိုင်သွားစားမှမသိဘူးတတိယနေဆိုလို့ရှိရင်ဆိုင်တွေအကုန်ပိတ်နော်ဒါပေမဲ့တကယ်နဲ့ tourist friendly ဖြစ်တယ်နော်ဟိုတယ်တက်ကူကတဲတဲ့3ညတဲတဲ့နှစ်ခါတော့ရွှေ့ရတယ်ဘယ်လိုမှမဖြစ်ဘူးနော်အဲ့ဒီကိစ္စတွေကစားပြောလို့မျိုးတော့ဒါပေမဲ့ကျွန်တော်ကအဲ့တဲ့ friendly မဖြစ်ဘူးဆိုလို့ရှိရင်ဘယ်လို
လူလုပ်မလုပ်ဆိုတဲ့ကိစ္စကကျွန်တော်ရဲ့ခါခါရဲ့ urban development design စဉ်းစားတဲ့အခါဒါမျိုးအကုန်လုံးထည့်ပြီးစဉ်းစားဖြစ်ပါတယ်။အုပ်ချုပ်ရေးမျိုးတော်ဖြစ်တဲ့အတွက်ကြောင့်မလို့လူပေါင်းစုံလာပါလိမ့်မယ်။ချင်းလဲလာပါလိမ့်မယ်။ချင်းမဟုတ်တာလည်းလာပါလိမ့်မယ်။နိုင်ငံတော်ကြီးကဲတွေလာပါလိမ့်မယ်နော်။ဟိုမျိုးစုံကိုမျိုးကိုရောက်တဲ့အခါမှာအဲ့ဒီပဲ friendly ဘယ်လိုလုပ်လဲဆိုတဲ့ကိစ္စဒီမှာထည့်သွင်းစဉ်းစားဖို့ဖြစ်ပါလိမ့်မယ်။ဒါတော့ security safety နဲ့ပတ်သက်တော့စဉ်းစားမှာဖြစ်ပါတယ်။နောက်တစ်ပိုင်းကတော့ water and sanitation ကိစ္စ။ဒီနေ့နော်တန့်ရှင်းကိစ္စဖြစ်တယ်။မြို့တစ်မြို့ရဲ့စီမံပုံမျိုးကြည့်တဲ့အခါမှာရေနဲ့တန့်ရှင်းရေးမိန်နာစနစ်ဒါအမှန်တန်ရေးကြည့်ပါနော်။ကျွန်တော်ရန်ကုန်မြို့ရဲ့မတန်မှအောစရာကောင်းတဲ့ကိစ္စအင်္ဂလိပ်လိုလုပ်ထားပြီးခဲ့တဲ့ကိစ္စအပေါင်း100ကျော်ပြီးမြဲရန်ကုန်ရဲ့ sanitation drainage system သိကောင်းတယ်။နောက်ပိုင်းမှာဖြတ်လို့ပြတ်သွားတဲ့ကိစ္စကိုတတ်တယ်။ဒီနေ့အချိန်ဘာကြီးအကြောက်ဆိုတာရေမွေးပါဘာလို့ရေကြီးကြီးနော်ကျန်တဲ့ကျွန်တော်တို့ဒီမြို့ထဲမှာမြို့တော်ခမ်းမရှိမှာရေရှာလာတော့ဘာကြီးအကြောက်ကရေရှာတာအဲ့တော့အဲ့ဒီခါမှာဘာကြီးအကြောက်ကပုံမြင့်လာဖို့မြင့်ဘူးဘာကြီးအကြောက်ကနည်းနည်းကျန်တဲ့မြင့်တဲ့နေရာဘက်မှာရေရှာတယ်ဘာကြီးအကြောက်ကရေရှာတယ်အဲ့တော့အင်္ဂလိပ်ရဲ့ drainage system မှာတိတ်တောင်းအဲ့တော့အဲ့ဒီ drainage system ကိုကျွန်တော်ပြန်လို့မမြင်နိုင်အဲ့တော့ဟာခါ drainage system တော်တော်လေးကျွန်တော်နော်ဟိုစိတ်ပြည့်စက်ကောင်းပါနော်အဲ့တော့အဲ့ဒီအတွက်လေကျွန်တော်သူတပည့် water resource management ဒီအရေးကြီးစီမံခန့်ခွဲမှုလေအရေးကြီးပါလေအဲ့ဒီနေရာမှာလည်းပဲအထူးသဖြင့်ဟိုရင်းနဲ့တန့်ရှင်းရေးပြောတဲ့အခါမှာအင်တာထားတာကအစနော်အခုကျွန်တော်အင်တာလို့ကျွန်တော်ပြောတဲ့အခါမှာဟို public toilet ဒါလေးအရေးကြီးပါအဲ့တော့ public toilet ကိုကျွန်တော်ပြောရင်ပြည်သူလူထုနဲ့ဆွေးနွေးတိုင်ပြီးတော့လူထုရဲ့သဘောထားကိုစောက်ရတာဖြစ်ပါတယ် public toilet ဆိုတော့ကိုဟာကိုသွားပြီးတော့ကိုနားမှာစောက်ဒီနားစောက်မရဘူးနော်သူကပတ်ဝန်းကျင်ရဲ့သဘောထားဒီနေရာမှာဟိုရှူရှူပေါက်တဲ့နေရာထားလိုက်ရင်ဟိုအနက်အသက်ထိန်းတာကစားအကုန်လုံးစဉ်းစားပြီးတော့ဒါလုပ်ရတာဖြစ်အဲ့တော့ဒါဒီ process အလုံးက water sanitation ကမြို့တစ်မြို့ရဲ့မတန်မှအရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်အိမ်တိမ်မှာအရေးကြီးဆုံးကနော်အဲ့ခံဖို့အိမ်တိမ်ရဲ့အရေးကြီးဆုံးအဲ့တဲ့လာတဲ့အခါမှာအဲ့တဲ့အရေးကြီးဆုံးကရေချိုးခန်းတဲ့ကိစ္စဖြစ်တယ်တောက်ရည်တန်းရရှိတဲ့ကိစ္စဖြစ်တယ်အဲ့ရဖြစ်တယ်အဲ့တော့အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်ဟန်ခါမျိုးရဲ့ urban development design စဉ်းစားတဲ့အခါမှာ water sanitation sector ကိုဒီမှာဟိုချန်တာလို့ရပါဘူးအဲ့တော့အခုကျွန်တော်ဟန်ခါမျိုးမှာကျွန်တော်ချင်းပြမျိုးတွေတော်တော်များများက water sanitation drainage system ကောင်းပါနော်အဲ့ဒါလည်းကျွန်တော်အနေနဲ့လည်းဝန်ထမ်းတယောက်ကိုဖိသက်တာကိုပြီးတော့ဆောင်ရွက်ဖို့ရှိပါတယ်အထူးသဖြင့် UNICEF နဲ့ကျွန်တော်တွဲပြီးတော့မှချင်းပြတဲ့မြို့များရဲ့ဒီ water resource management နဲ့ sanitation system ပေါ့နော်အထူးသဖြင့်ဒီမိန်လာနဲ့ရေတန့်စနစ်နော်တန့်ရှင်းစနစ်နောက်ပြီးတော့ကျွန်တော်ဒီရေနှုတ်ရောင်စနစ်တာလည်းကျွန်တော်အဆင့်ပြည့်တင်ပို့တာရှိပါတယ်ဒါပေမဲ့ချက်ချင်းဒီရက်ပြာမှာမဖြစ်ပါဘူးဒီတနေ့ကျွန်တော်ချက်ချင်းဖြစ်နိုင်တဲ့ကိစ္စဒါပြည့်တဖြည်းဖြည်းလုပ်အောင်ကိစ္စဖြစ်ပါတယ်ယုံကြည်တာတွေကနားလည်ပြီးသွားတဲ့အခါမှာကျွန်တော်ချင်းပြနေတဲ့ water sanitation system ပြီးတော့ဒီ drainage system တော်တော်လေးကောင်းတာကိုကျွန်တော်ဒီတိုင်းဆွဲဖို့စပြင်ပါလေဆိုတော့ကျွန်တော်ကြိုက်တယ်ပြင်ပြလို့ဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်အနေနဲ့နောက်ဆုံးအချက်အနေနဲ့ကတော့ကျွန်တော်ဒီဆောင်ရွက်မဲ့လုပ်ငန်းစဉ်တွေပြောတဲ့အခါမှာကျွန်တော်ဆိုရတဲ့အနေနဲ့သူတို့ပြင်ဒီမြို့ပြစီမံကိန်းဆောင်တဲ့အခါမှာစောပိုင်းရဝင်စုတင်ပြခဲ့တယ်လို့လေအစိုးရပဲဆောင်ရွက်တာမဟုတ်ဘူးလူထုပါတဲ့ process ပေါ့နော် public participatory process နဲ့ဆောင်ရွက်ဖို့ဒါကိုကျွန်တော်ချပါတာ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အခုကျွန်တော်ဟာခါနဲ့ပတ်သက်တဲ့မြို့ပြ design မြို့ပြ plan လို့ဒီအဲ့လိုပြောတာပေါ့နောက်ထပ်လိုက်လာမယ်ဒီက sorry student mind 43.4 student mind ကိုကျွန်တော်ပြုပြီးတာနဲ့နောက်ထပ်လိုက်လာမယ့်ကိစ္စတွေမြေသုံးချမှုဖြစ်ပါတယ်နော်ဒီ land use plan ဖြစ်ပါတယ်အဲ့တော့ land use plan ဆိုတော့ဒီနေ့ကစပြီးတော့အဓိက key building ပေါ့ key facility တွေအတွက်အဓိကကြတဲ့နေရာဥပမာမြို့တော်ခမ်းမမှာလုပ်နေတော့ချင်း convention center မှာလုပ်နေ hotel မှာစောင့်နေတော့အစရှိတဲ့ကိစ္စတွေကျွန်တော်ဒီမှာအထုပ်ထည့်ကြီးတဲ့နော်ကိစ္စတွေဆွေးနွေးပြီးတော့ချပြီးတော့ဘယ်နားမှာဒီကွက်ထားမလဲနော်ဘယ်နားမှာတော့ public space ထားမလဲနော်အဲ့ဒါတွေသိစိတ်ကျွန်တော်ဆွေးနွေးတဲ့အပိုင်းဆောင်ရွက်ရတာဖြစ်အဲ့ဒါအခါမှာကျွန်တော်ရဲ့ land use plan ထွက်လာမှာဖြစ်ပါတယ်ဒီ land use plan ထွက်လာပြီးတဲ့အခါမှာအဲ့ဒါကိုသက်ဆိုင်ရာအစိုးရဌာနဝန်ထမ်းတွေကသွားပြီးတော့ဒီလာ meeting ဝင်စိတ်လေးလာပြီးတော့အကုန်လုံးဆောင်ရွက်ပြီးတဲ့အခါနော်အဲ့ဒါကျွန်တော်ကဒီနေရာတစ်ခုချင်းအတွက်အစိုးရကတိမှပြုရမှာဖြစ်အတိမှအစိုးရဘက်ကဒါကို land use plan ကိုတိမှပြုပြီဆိုတာလေအဲ့ဒီနေရာမှာကတ်ထားမယ်ဆိုရှင်ဒီနေရာဒီနော်ဗာလေချင်း convention center ဆောက်လုပ်ရေးနေရာဖြစ်ပြီမချူးကြော်ရအမှန်လားနော်ဒီနေရာဒီနော်ဟို shopping mall ဆောက်တည်ဆောက်ရနေရမချူးကြော်ရဆိုတာကိုကျွန်တော်တောက်လျှောက်ကတ်ထားတယ်
တော့အဲ့လိုလုပ်လိုက်တာလေနော်ကျွန်တော်ကျူးကျော်ကိစ္စတွေကတော့ control လုပ်ပြီးတာနော်ခုကျွန်တော်ကျူးကျော်ကိစ္စအကြီး6အောင်လေးပါဖြစ်တဲ့ကိစ္စကပြောမယ်ဆိုလို့ရှိရင် plan မရှိတဲ့အတွက်ဖြစ်တဲ့ကိစ္စပါနော်အဲ့တော့ plan မရှိတဲ့အတွက်ကြောင့်ဘယ်နာပုံစောင့်နေတစ်ဖက်ကလည်းဒီ plan တွေကအကြီးဆုံးအောင်လူတို့မသိတဲ့အတွက်လူတို့ကတော့အဆင်ပြေလိုက်ဆောင်နေကိစ္စဖြစ်တော့နောက်တစ်ချက်ကနော်ကိုကဲမှုချက်မှတ်မှုအားနေတဲ့နော်ဆောက်နေတာပြည့်တာလည်းဘယ်သူမှဟန်တာတာမျိုးအသိပေးတာမျိုးရှင်းပြတာမျိုးမရှိတဲ့အခါနော်ကျွန်တော်ကျူးကျော်တွေဖြစ်ချင်တိုင်းဖြစ်ပါလေအရေးကြီးတဲ့ချက်ကရန်ကုန်မှာဖြစ်တဲ့ကျူးကျော်ကိစ္စမန္တလေးမှာဖြစ်တဲ့ကိစ္စနဲ့ဟာခါမှာဖြစ်တဲ့ကိစ္စအမျိုးအစားမတူပါဘူးရန်ကုန်မှာဖြစ်တဲ့မန္တလေးမှာဖြစ်တဲ့ကျူးကျော်ကိစ္စ urban crisis ဖြစ်ပေါ်တယ် development crisis ဖြစ်ပါတယ်ကွန်ပျူတာတွေကြောင့်လူတွေအားလုံးကအားကိုးလို့မြို့ပေါ်တက်လာလို့နော်မပေးနိုင်တဲ့အခါမှာဖြစ်လာတဲ့ crisis ဖြစ်ပါတယ်အဲ့တော့ urban development နဲ့ကွန်ပျူတာတွေ rapid change ပေါ့ rapid growth ပေါ့မြို့ပြကွန်ပျူတာညံတဲ့အခါကျူးကျော်မှုအရင်ဖြစ်ပါတယ်ဒါကတော့ရန်ကုန်မှာဖြစ်တာနေရာတိုင်းမှာကျူးကျော်ကိစ္စ slum area ဖြစ်တယ်နော် Brazil ဆိုလို့ရှိရင်ကျွန်တော်လုပ်ပြီးလုပ်တဲ့အခါမှာ Brazil Rio de Janeiro ဆိုလို့ရှိရင်သူ့ရဲ့ slum area ဆိုတာကျူးကျော် area တွေကတကယ်မြို့ကြီးတွေစားရှိပါတယ်အစိုးရကလုံးဝ research လုပ်မလုပ်ဘူးနော်သူ့အုပ်ချုပ်တဲ့သူတွေသူ့ဘာမှတောက်လျှောက်လို့ရှိတာဖြစ်ပါတယ်။ဓာတ်ကမှာလည်း slum area ရှိပါတယ်။ New Delhi မှာလည်းရှိပါတယ်။ Bangkok မှာရှိပါတယ်။ slum area ကဘာဖြစ်လဲဆိုမြို့ကြီးတွေမှာ rapid အလွယ်အမြန်လုံးနဲ့ဒီမြို့ပြတွေဖွံ့ဖြိုးလာတဲ့အခါမြို့ပြမီဒီယာတော့သူကဝင်ကြောင်အလောက်ကန်ရှာပြီးလောက်ကန်တဲ့အတွက်ကြောင့်တက်လာတဲ့အတွက်ကြောင့်အဲ့ဒီကနေဖြစ်တဲ့ slum area ဖြစ်ပါတယ်။ကျူးကျော်ဖြစ်ပါတယ်။တိုးပေါ်ဟာခါ slum area အဲ့ဒါမဟုတ်ပါဘူး။ဟာခါ slum area ကကျမကိုကဲနေတဲ့အတွက်ကြောင့်ဖြစ်တယ်။ဘာလို့လဲဆိုတော့ plan ကိုမြို့လူတွေကတည်တည်ချာသိတယ်နော်ကိုဆောက်ချင်လို့ဆောက်ပြီးတော့နေကြတဲ့ကိစ္စဖြစ်ပါလေအဲ့ဒီကျတော့ကျွန်တော် land use plan ပေါ်ထွက်လာမယ်အကုန်ထွက်လာပြီဆိုရင်မရဘူးနော်ကိုကျူးကျော်ကိစ္စတွေတုံ့ကြိုက်လို့ပြောလို့ဆိုရင်ကျွန်တော်တန်းစားသိစိတ်ကျွန်တော်စစ်ဖြစ်ပါလေဒါတော့လည်းပဲကျွန်တော်မကြခင်နိုင်လို့ဆောင်လို့ဖြစ်ပါလေအဲ့တော့ဒီ plan land use plan အကုန်လုပ်ပြီးသွားတဲ့အခါမှာဘယ်နေရာမှာပါဆောက်ရင်တတ်မှတ်ထားသောနေရာလို့ပြောရင်ဘယ်လိုမှလုပ်လို့မရဘူးလုပ်ရင်ကျွန်တော်တောက်လျှောက်နော်ဥပဒေအရေးယူသွားတဲ့ကိစ္စဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲ့တော့ဆောင်ရွက်နေတဲ့အတွက်ကဒီနေ့ကျွန်တော် public participation process ဖြစ်တယ်လူထုပါတယ်လူထုသိတဲ့ process ကိုကျွန်တော်ဆောင်ရွက်နေတာဖြစ်ပါတယ်လူထုမပါဘဲနဲ့ကျွန်တော်ကွန်ပျူတာတဲ့အပြားနဲ့တခုဘယ်လိုမှလုပ်လို့မရဘူးဆိုတဲ့ချက်ကိုကျွန်တော်ပေါ်ပြချင်ဖြစ်ပါတယ်အဲ့တော့အရေးကြီးတဲ့အချက်ကတော့ကျွန်တော်ဒီနေ့ဆွေးနွေးတဲ့အခါမှာ presentation တစ်ခုရှိပါမယ်ကျွန်တော်CB ရုံမှု club ရဲ့ presentation တစ်ခုရှိပါမယ်စာရွက်လည်းပြီးထားပါပြီနောက်ဦးအိမ်ကဒီနာမည်ဦးအောင်ကိုရဲ့ presentation တစ်ခုရှိပါမယ်ဒါတွေဒီ idea တွေဖြစ်ပါတယ်အဲ့ဒါပြီးတဲ့အခါမှာညနေပိုင်းချတဲ့အခါမှာကျွန်တော်အဖွဲ့တွေခွဲပြီးတော့ဆွေးနွေးပါမယ်ဘယ်နာမှာပါထားတဲ့ဆိုတဲ့ကိစ္စနော်ဘယ်နာမှာကိုရှိတဲ့ဆိုတဲ့ကိစ္စ43ဓာတ်မှာဦးထဲမှာပါထားမယ်ဘယ်နာမှာကိုထားမယ်ဆိုတဲ့ကိစ္စတော့ပေါင်းစုံကျွန်တော်စဉ်းစားပါမယ်ပြီးတဲ့အခါမှာတနာရီပြန်စမယ်ဆိုတော့2နာရီခွဲလောက်တနာရီခွဲဆွေးနွေးတာရပါမယ်ပြီးတဲ့အခါမှာကျွန်တော်ခဏနားပြီးတော့ပြန်ပြီးတော့ဒီအဖွဲ့လိုက်ဆွေးနွေးချက်တွေကိုကျွန်တော်ပြန်ပြီး consolidate လုပ်ပါပြန်စုစည်းပြီးတော့ဒီနေ့ဆွေးနွေးတဲ့အလုပ်ဆွေးနွေးပဲထွက်လာတဲ့ proposal ကိုဖတ်လာဖြစ်ပါတယ်အဲ့ဒီ proposal ကို16ရက်နေ့မှာလုပ်မယ်ဟာခါမျိုးပြစီမံကိန်းကော်မတီအစည်းအဝေးမှာကျွန်တော်ပြင်ပါမယ်အဲ့ဒီမှာကျွန်တော်ကြည့်ပြီးတော့နော်ဒီတိုင်း OKB ဆိုလို့ရှိရင်ဒါကိုကျွန်တော်ဆိုရအဖွဲ့ကိုကျွန်တော်ပြင်ပါဖြစ်ပါတယ်နော်အဲ့တော့ဆိုရအဖွဲ့ကလည်းဒါကိုဘာမှပြင်ဆင်စရာမရှိတော့ဘူးဒီနေရာချထားမှု land use ပြန်ကိစ္စကိုတော်လေးဟိုတောင်းပါလေပြောရင်ဆိုရအဖွဲ့ကဒါကိုအတည်ပြုပေးတယ်ကျွန်တော်တောက်လျှောက်နော်ဒီလိုချိုးရေး authority တွေဌာနဒီ43လောက်ပါကိုတွေ့ရမှာဟိုမြို့နယ်တွေကမှအတွင်းမှာပါတဲ့ကိစ္စကိုချမယ်ဆိုကိစ္စဆက်ပြီးတော့တင်သွားဖြစ်ပါတယ်တော့အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်ဒီနေ့အထူးသဖြင့်နေ့လက်စာနဲ့ကျွေးမှာဖြစ်ပါတယ်နော်အဲ့တော့အားလုံးဒီနေ့ဝင်းကျုပ်လည်းကျေးဇူးအများကြီးတင်ပါတယ်မပြည့်ချင်းဘုချုပ်ချမယ်ဆိုတော့အဲ့ဒီအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒါဒီလူထု process ဖြစ်ပါတယ်လူထုပါတဲ့ process ဖြစ်ပါတယ်အဲ့တော့ဟိုကျွန်တော်အားလုံးနော်ဆက်ရတက်တယ်ဆိုတော့ပေါ်ပြပြစီချင်ပါတယ်ဖြစ်နိုင်တယ်ဆိုလို့ရှိရင်မြို့သူများလည်းထပ်ပြီးပုံစံကိုပေါ်ပြပါပါတဲ့မြို့သူတွေရှိပါတယ်နော်မြို့သူတွေပါမှာ safety ကိစ္စ security ကိစ္စ sanitation ကိစ္စဒါတွေသူတို့သိပါနော်အဲ့ဒီအတွက်ကြောင့်ဒါလေးပေါ်ပြနေပါတယ်ဒီကုန်းချုပ်အနေနဲ့ကတော့ဒီနေ့ကျွန်တော်ဝိုင်းဝန်းထူပေးတဲ့ green အဖွဲ့ကိုကျေးဇူးများတင်ပါတယ်အထူးသဖြင့် green မပါဘူးဆိုလို့ရှိရင်ကျွန်တော် CP မှာပိုက်ဆံနော်နေ့လက်စာကျိုးပိုက်ဆံရှိပါဘူး CP ကခေါ်ရင်တော့နော်ဟိုဒီကိုဟာကိုအင်္ဂါသမင်းကျုပ်နဲ့လာမှာဖြစ်ပါတိုးတော်လည်းကျွန်တော်ဒီနေ့နော်ဝင်းကျိုးရဲ့ဆန္ဒတော်တော်ဥထားတဲ့ဆန္ဒနဲ့ပြည့်အောင်
နော်မိုးချင်တော့ညစာတော့ကျွေးပါလိမ့်မယ်ချင်းနော်ဒါပေမဲ့သူတို့ပြောပါတယ်ဟိုညစာတော့ကိုယ့်အိမ်ဘက်ကိုစားပါစေဆိုတော့ပြောပါတယ်နော်ဆိုတော့ကျွန်တော်ဒီလက်စာကဆက်ဆက်ရရကူညီပေးတဲ့ green ဘွဲ့နော်ဆရာအန်တိုနီလေးကျေးဇူးများတင်ပါတယ်ဆိုတော့ကျွန်တော်ပြောပြပါပါတယ်အားလုံးကိုကျေးဇူးပါခင်ဗျာ ကျေးဇူး